ဘာတရားဟောမှလဲဆိုလို့ရှိရင်စိတ်တတံဗုဒ္ဓဇတ်တရားတော်လို့အဲ့ဒါလိုလေးတရားကောင်းစဉ်လေးမှတ်ပြီးတော့နာယူကြည့်ကြမယ်နော်ပထမဆုံးနေ့ညကအကိတ္တိဇတ်ဟုတ်လားမနေ့တုန်းကမဟာတုတ္တသောမဇတ်ဒီကနေ့စိတ်တတံဗုဒ္ဓဇတ်950ဇာတကနိပတ်တော်ထဲမှာအလွန်လေးနက်တဲ့အကြောင်းအရာတွေရှိတယ်ဆိုတာကိုသိစေခြင်းလို့ပါနော်ဇတ်တော်လို့ပြောလိုက်ရင်လူတွေကခပ်ပေါ့ပေါ့သဘောထားကြတာလည်းရှိတယ်ပေါ့နားထောင်ကောင်းအောင်ဒန္တာကြီးစမ်းစမ်းရှောက်ရေးထားတာလို့ထင်တဲ့လူတွေတောင်ရှိနေတာပဲလေခုဒီစိတ်တတံဗုဒ္ဓဇတ်ကိုဘာဘူးလို့ဦးဇင်းပြောခြင်းစိပေါက်သွားလဲဆိုတော့ဒီဇတ်တော်လေးကဘဝတန်တရားရဲ့အပြစ်ကိုထင်ရှားစွာပြထားတယ်လို့ဆိုနိုင်တယ်လေးနေတဲ့ရှုထောင့်ကနေကြည့်တတ်မယ်ဆိုလို့ရှိရင်မြင်စရာရှုခင်းတွေအများကြီးရှိတယ်ပေါ့နော်ဒီစိတ်တတံဗုဒ္ဓဇတ်ဆိုတာကစိတ်တဒုက္ခမိန်ရဲ့တံဗုဒ္ဓဒုက္ခမိန်ရဲ့ဆိုပြီးတော့စိတ်တနဲ့တံဗုဒ္ဓစိတ်တကဘုရားလောင်းမယ်တံဗုဒ္ဓကရှင်အာနန္ဒာရဲ့အလောင်းပဲလူနှစ်ယောက်ရဲ့နာမည်ပေါ့နော်အဲ့ဒါကိုပေါင်းပြီးတော့ဇတ်တော်နာမည်လေးလောက်ထားတာဘာကြောင့်ဒီဇတ်တော်ကိုမြတ်စွာဘုရားဟောကြားတော်မူခဲ့တာတော့ဆိုတော့မြတ်စွာဘုရားလက်ထက်ကမြတ်စွာဘုရားရဲ့ကိုယ်စားချီးမြှောက်ခြင်းခံရတဲ့ရှင်မဟာကတ္တပဆိုတာတရားဓမ္မတို့အလုံးကြားဘူးတယ်နော်အဲ့ဒီရှင်မဟာကတ္တပမထေရမြတ်ကြီးရဲ့တပည့်ယဟန်နှစ်ပါးရှိတယ်အဲ့ဒီတပည့်ယဟန်နှစ်ပါးကတပါးပေါ်တပါးအလွန်တရာမှမေတ္တာကြီးတယ်တယောက်နဲ့တယောက်ဆွမ်းခံသွားရင်လည်းအတူတူပဲစားရင်လည်းအတူတူပဲကင်းကွာပြီးတော့နေတယ်ဆိုတာမရှိဘူးတဲ့လူပြောရရင်တော့တယောက်ကိုတယောက်အယံတန်ရောစဉ်ကြီးတယ်ပေါ့အဲ့ဒီယဟန်နှစ်ပါးကအဲ့ဒီယဟန်နှစ်ပါးရဲ့တပါးပေါ်မှာတပါးထားတဲ့မေတ္တာတရားကကြီးမားလွန်းတဲ့အတွက်ကြောင့်ယဟန်တန်ကပေးတတ်မှာအဲ့ဒီအကြောင်းအရာလေးကထင်ရှားတယ်ပေါ့သူတို့နှစ်ပါးရဲ့အကြောင်းကိုအပြောများတယ်ပေါ့အဲ့ဒီသတင်းစကားကိုမြတ်စွာဘုရားရဲ့ထံတော်မှောက်ရောက်လို့မြတ်စွာဘုရားကအေးတဲ့သူတို့နှစ်ယောက်ဒီတဘောမှာဒီလိုမေတ္တာတရားတန်ရောစဉ်တရားနဲ့နေနိုင်တာအောစရာမရှိသေးဘူးရှင်းတော့ကဘဝ၃ဘဝလောက်ခြားပြီးတဲ့နောက်မှာတောင်မှဘဝတိုင်းတန်ရောစဉ်အမြင်ကိုမဖြတ်နိုင်တဲ့အတွက်ကြောင့်မေတ္တာတရားကြီးမားစွာဖြင့်နှောင်ဖွဲ့ပြီးတော့နေခဲ့ကြဘူးတဲ့ပုဂ္ဂိုလ်တွေရှိတယ်ဆိုပြီးတော့ဒီစိတ်တတံဗုဒ္ဓဇတ်ကိုဟောတာဘုရားအလောင်းနဲ့ရှင်အာနန္ဒာအလောင်းရဲ့အကြောင်းမှာပဲဘယ်ကနေစိတ်တတံဗုဒ္ဓဇတ်ကိုစလဲဆိုတော့ဦးဇင်းတို့အဝန္တိတိုင်းဥဇင်တိပြည်အဲ့ဒီတိုင်းပြည်ကြီးမှာဘုရားအလောင်းကအလွန်ဆင်းရဲနွမ်းပါတဲ့ဒွန်ဆန္ဒမျိုးမှာသွားပြီးတော့လူဖြစ်တယ်တောင်ရန်စားတော်ရတဲ့အမျိုးအိန္ဒိယကလူဒန်းစားဇက်ကိုအရင်လဲခွဲခြားတာ哦အဆင့်အနှိမ်ဆုံးအမျိုးဆင်းရဲနွမ်းပါမှုအကြီးဆုံးအမျိုးမှာသွားပြီးတော့လူဖြစ်တယ်အလွန်ရုပ်မာတဲ့ကံတရားတွေကိုပြုတ်ခဲ့လို့အဲ့ဒီလိုရုပ်ညက်တဲ့အမျိုးမှာဖြစ်ရတယ်လို့နောက်ပိုင်းမှာပြန်ပြီးတော့ထုတ်ဖော်ပြောတာလည်းရှိတယ်ပေါ့အဲ့ဒါလို့ဦးဇင်းတို့ဘုရားလောင်းကအဲ့ဒီဒွန်ဆန္ဒမျိုးမှာလူဖြစ်တော့သူ့ရဲ့အမေကတေတယ်မကြခင်မှာပဲမိထွေးကနောက်ထပ်သားလေးတစ်ယောက်မွေးတယ်အဲ့ဒီမွေးလာတဲ့ကလေးကရှင်အာနန္ဒာလောင်းဘုရားလောင်းရဲ့နာမည်ကစိတ်တရှင်အာနန္ဒာလောင်းရဲ့နာမည်ကတံဗုဒ္ဓတယောက်ကိုတယောက်အယံတန်ရောစဉ်ရှိတယ်ဒီညီကိုနှစ်ယောက်ကဒါပေမဲ့အလွန်ဆင်းရဲနွမ်းပါတဲ့ယုံညံ့တဲ့မျိုးမှာဖြစ်ရတယ်သူတို့ဘဝဇာတ်ကြောင်းလေးကဘယ်လိုစလာလဲဆိုတော့ဒီနေ့မှာသူတို့တက်တဲ့ပညာလေးတွေကိုပြပြီးတော့တောင်းရန်စားတော့ရတာအဲ့ဒါအကူဖြစ်တဲ့လူကမြို့ရဲ့အရှိတကားမှာသွားပြီးတော့တောင်းတယ်ညီဖြစ်တဲ့လူကမြို့ရဲ့မြောက်တကားမှာသွားပြီးတော့တောင်းတယ်အဲ့ဒီနေ့မှာပဲတိုက်ဆိုင်အလွန်တရာမှအမျိုးဆွဲကြီးတဲ့တထေးသမီးနှစ်ယောက်တယောက်ကအချမ်းရံများစွာနဲ့မြို့ရဲ့အရှိတကားနဲ့ထွက်ပြီးတော့ဥယျာဉ်မှာသွားပြီးတော့ပျော်ပွဲစားမယ်ပေါ့တယောက်ကမြောက်တကားကနေထွက်ပြီးတော့ဥယျာဉ်မှာပျော်ပွဲစားမယ်ဆိုတော့အချမ်းရံများစွာနဲ့ထွက်လာတာ
အဲ့ဒါအရှိတကားရောက်တဲ့တတိသမီးကဘုရားလောင်းနဲ့တွေ့တယ်ဒါပါလူမျိုးလေးလို့ကြည်လိုက်တဲ့ခါကျတော့ဒွန်စန္ဒာဆိုတာသိရတဲ့ခါကျတော့ဒီနေ့မမြင်မမြင်တိုက်တဲ့ကျက်သိမင်္ဂလာမရှိတဲ့လူတွေရဲ့မျက်နှာကိုမြင်ရတယ်ဒါကြောင့်ဒီနေ့ပြောဝဲစားမထွက်တော့ဘူးဆိုပြီးတော့ယထာကိုနောက်ပြန်ပြီးတော့လှည့်သွားတယ်တဲ့အဲ့တော့နောက်ကနေပြီးတော့အလကားစားဖို့တောက်ဖို့လိုက်လာတဲ့လူတွေကအများကြီးရှိတာ哦ဒီကောင်လေးနဲ့တွေ့တာနဲ့တို့ရဲ့စားပွဲတောက်ပွဲပြည့်ရတယ်ဆိုပြီးတော့စိတ်တူပြီးတော့အဲ့ဒီဘုရားလောင်းဒွန်စန္ဒာကိုဝိုင်းပြီးတော့ရိုက်ကြတယ်ဝိုင်းပြီးတော့ရိုက်ကြတော့အဲ့ဒီနားတွေတတိတွေပါတွေမေ့သွားဟိုဘက်မှာရှိနေတဲ့ရှင်အနန္ဒာလောင်းကလည်းမသက်သာဘူးအဲ့ဒီပုံစံတိုင်းဖြစ်တယ်တတိသမီးကသူ့လည်းတွေ့ရောကျက်သိမင်္ဂလာမရှိဘူးဒီနေ့အိမ်ပြန်မယ်ဆိုတော့နောက်ကစားဖို့တောက်ဖို့လိုက်လာကြတဲ့လူတွေကဝိုင်းပြီးတော့စိတ်တူပြီးတော့ရိုက်ကြတာအဲ့ဒါညီကိုနှစ်ယောက်လုံးတတိမေ့ပြီးတော့နေကြတာနောက်တော့တတိရလာလို့ထလာတဲ့ခါကျတော့ရောင်ကိုင်ဖူးရောင်ပြီးတော့တယောက်နဲ့တယောက်တွေ့ကြတော့တို့ရဲ့ရှေးကံကြောင့်မို့လို့ဒီလိုယုံညံ့တဲ့အမျိုးမှဖြစ်ရလို့တို့မှဒီဒုက္ခတွေတွေ့ရတာဒါကြောင့်မလို့တို့ဟာဒွန်စန္ဒာမျိုးဖြစ်တယ်ဆိုတာကိုဘယ်သူမှမသိအောင်ဖုံးကွယ်ပြီးတော့တက္ကသိုလ်ပြည်ကိုသွားပြီးတော့ပညာသင်ကြမယ်ဆိုတော့သွားကြတာညီကိုနှစ်ယောက်သူတို့ရဲ့အမျိုးရဲ့အမှတ်လက္ခဏာတွေကိုအကုန်ဖုံးကွယ်ထားတော့အဲ့ဒါညံကတော့ကောင်းပုံရတယ်မကြခင်မှာပဲဘုရားလောင်းကတက္ကသိုလ်ကဆရာကြီးရဲ့လက်ထောက်ဖြစ်တယ်တဲ့ဆရာကြီးကသူတို့ကိုဒွန်စန္ဒာမျိုးလို့မသိဘူးဘေးကတငယ်ချင်းတွေတင်ပေါ်တင်ဘက်တွေကလည်းဒွန်စန္ဒာတွေလို့မသိဘူးအဲ့ဒါနဲ့ဦးဇင်းတို့ဒီနေ့မှာတော့ရွာတရားမှာလှူပွဲတံပွဲရှိတော့ဆရာကြီးကငါမလိုက်နိုင်ဘူးလက်ထောက်ဖြစ်တဲ့ဘုရားလောင်းစိတ်ဓာတ်ဒုက္ခမိန်ကိုခေါင်းဆောင်ပြီးတော့မင်းအဲ့ဒီလှူပွဲတံပွဲကိုသွားပြီးတော့ရွတ်ဖတ်တရေစေပေးခဲ့အဲ့ဒါចောင်းသားတွေလည်းအများကြီးပါတယ်ပေါ့နော်အဲ့ဒါနဲ့ဟိုရောက်တဲ့အခါကျတော့နိုးကနာထမင်းတွေကျွေးတာတဲ့ចောင်းသားတွေကိုအဲ့ဒီနိုးကနာထမင်းတွေကပူပူလောလောတွေအဲ့ဒါကိုညီဖြစ်တဲ့တန်ဗုဒ္ဓကအေးတယ်လို့ထင်နေတာအဲ့ဒါကိုအေးတွေထင်ပြီးတော့နည်းနည်းလေးစာနေပုံရပါတယ်အဲ့ဒီနိုးကနာတွေကိုတော်တော်များများပါဇက်ထဲပြစ်ထည့်လိုက်လောင်တာပေါ့ရှာကိုပြန်ထွေးပြစ်လို့လည်းမရလူကြတဲ့ဆိုတော့မျိုးလို့လည်းမဖြစ်အဲ့ဒီမှာဘာလုပ်တုံးဆိုတော့ညီဖြစ်တဲ့လူကပူလိုက်တာပူတယ်လို့អော်တာအဲ့ဒါကိုပုံနာတို့ရဲ့မြင့်မြတ်တဲ့ဘာသာစကားနဲ့မអော်ပဲနဲ့စွဲနေတဲ့ဒွန်စန္ဒာစကားနဲ့អော်မိတယ်တဲ့ခလုပူတယ်အဲ့ဒါអော်တာအဲ့တော့ကိုဖြစ်တဲ့လူကလည်းညီဒုက္ခရောက်တာတွေ့တော့ရုပ်တရက်သတိမေ့တယ်ပေါ့နော်နေကလထွေးပစ်လိုက်လို့ပြောတယ်အဲ့ဒီပြောတဲ့စကားကဒွန်စန္ဒာဘာသာစကားဖြစ်နေအဲ့တော့ဘေးကចောင်းသားတွေကဒါဘာသာလဲပေါ့နော်ခလုဆိုတာလည်းမကြားဘူးနေကလလည်းမကြားဘူးပေါ့အဲ့ဒါနဲ့ပြင်းမဲ့ထွက်ပြီးတော့ရုံရှုနဲ့ဇက်ကအရန်ခွဲခြားကြတာကိုအဲ့ဒါဘာသာစကားလဲဆိုလို့စီစစ်တဲ့ခါကျတော့ဒီကောင်လေးဒွန်စန္ဒာတွေလို့သိသွားကြတာအဲ့လိုသိလဲသိရောလိန်ညာပြီးတော့ပညာသင်ရမလားဆိုတော့အကြီးအကျယ်ဝိုင်းပြီးတော့ရိုက်ကြပြန်တာသူတို့ကဒါသေးသေးအထိရိုက်ကြမှာပဲဒါမဲ့လို့ကံကောင်းတာကအဲ့ဒီနာကစိတ်ကောင်းနှလုံးကောင်းရှိတဲ့လူကြီးတယောက်ကထွက်လာပြီးတော့မင်းတို့ဒီလိုမလုပ်ရဘူးဆိုတော့ဝိုင်းဝန်းတားပြီးတော့ဒီကလေးနှစ်ယောက်ကိုအသက်ကနေခဲ့တာအဲ့လိုအသက်ဘေးကလွတ်သွားပြီမဲ့လို့တန်ရာတန်ကျက်တော့တော်တော်ကြီးပြင်းပြင်းထန်ထန်ရတယ်ပေါ့အဲ့ဒါနဲ့အဲ့ဒီတကားကြီးကဒါဘသူမှမင်းတို့အပြစ်မတင်နဲ့မင်းတို့ရဲ့ရှေးကံကြောင့်ရုံညံ့တဲ့အမျိုးမှမင်းတို့ဖြစ်ရတာမင်းတို့အမျိုးရဲ့အပြစ်ပဲအဲ့တော့မင်းတို့လူလောကမှာနေရတာဆင်းရဲပါတယ်ကွာမင်းတို့ရတိတာဝတ္တာကောင်းပါတယ်လို့ပြောတယ်အဲ့ဒါနဲ့ညီကိုနှစ်ယောက်ကိုယ်ွယ်ရမယ်တောထဲမှာရတိဝတ်ပြီးတော့နေရတာတဲ့အဲ့ဒီဘဝမှာဇန်နေအဘိညာဉ်နေရတယ်လို့တော့စာထဲမှာမပါဘူးအဲ့ဒီဘဝကနေပြီးတော့တောထဲမှာရတိဘဝနဲ့တည်ကြတော့ဘယ်ရောက်သွားတော့ဆိုတော့ဦးဇင်းတို့နေရင်စတာမြေကမ်းဘေးမှာသမင်ညီနောင်သွားပြီးတော့ဖြစ်တယ်တဲ့နော်သမင်မတကောင်နဲ့ရဲ့ဝမ်းမှာသွားပြီးတော့ဖြစ်တာအရန်ချစ်တယ်တဲ့အဲ့ဒီသမင်ညီနောင်ကအမြဲတမ်းဂျိုချင်းရှက်ပြီးတော့နေတယ်ခေါင်းချင်းတိုက်ပြီးတော့တယောက်ရဲ့နှုတ်သီးပေါ်တကောင်ရဲ့နှုတ်သီးပေါ်တကောင်နှုတ်သီးတင်ထားပြီးတော့နေတယ်ဘယ်တော့မှခွဲတယ်ဆိုတာမရှိဘူးအဲ့ဒါလိုနေရင်းနဲ့တနေ့တော့တပူတော်နေတုန်းမှာပဲမုတ်ဆိုးကလှန်နဲ့တစ်ချက်တည်းပြစ်လိုက်တာနှစ်ကောင်သလုံးသေးတယ်တဲ့ဟောနော်သေးတဲ့အခါကျတော့တပြိုင်တည်းသေးတဲ့သဘောပေါ့နော်တပြိုင်တည်းသေးတဲ့အခါကျတော့တပြိုင်တည်းဖဲနောက်ဘဝမှာပြိတ္တိနေကြတဲ့သဘောမရှိမနှောင်းပေါ့အဲ့ဒါဘယ်ရောက်သွားတော့ဆိုတော့နမရာမြင့်ရဲ့ဘေးမှာဝင်လုံငှက်တွေသွားပြီးတော့ဖြစ်ပြန်နေတဲ့ဝင်လုံငှက်ညီနှောင်းပေါ့နော်အဲ့လိုဝင်လုံနဲ့ညီနှောင်းဖြစ်တော့လည်းပဲအရန်ချစ်ကြတယ်ခင်ကြတယ်
မြေတန်းကောင်းချင်းရှက်လဲပင်ချင်းရှက်ပြီးတော့တွဲတွဲပဲအမြဲတမ်းနေတယ်အဲ့ဒါလည်းပဲမုတ်ဆိုးရဲ့လက်ချက်နဲ့ပဲတခါတည်းပဲတေကြပြန်နေတဲ့အဲ့ဒီဝင်လုံငှက်ဘဝအဲ့ဒီဝင်လုံငှက်ဘဝကတေတဲ့အခါကျတော့ဘုရားလောင်းစိတ်ဓာတ်ကဘယ်ရောက်သွားတော့ဆိုတော့ကောတံပီပြည်မှာအလွန်ချမ်းသာတဲ့ပရောဟိတ်ပုံနာကြီးရဲ့သားသွားဖြစ်တယ်တဲ့နည်းနည်းပြန်တက်သွားပြီနော်ဘဝတန်ရဟုတ်လားတန်ဗုဒ္ဓဆိုတဲ့ရှင်အနန္ဒာလောင်းကတော့ဘယ်ရောက်သွားတော့ဆိုတော့ဥတ္တရပင်စာလတိုင်းကပင်စာလဘယင်ရဲ့သားမင်းသားသွားဖြစ်တယ်တဲ့သူကဟုတ်လားရှင်အနန္ဒာလောင်းကမင်းသားဖြစ်တယ်နော်ဘုရားလောင်းကပရောဟိတ်ရဲ့သားပုံနာသွားပြီးတော့ဖြစ်တယ်အဲ့ဒါဘုရားလောင်းကအရွယ်ရောက်တဲ့အခါကျတော့တောထွက်ပြီးတော့ယတိဝတ်တယ်တဲ့ယတိဝတ်ပြီးတော့ကျင့်လိုက်တဲ့အခါကျတော့ဇံပင်ရှင်နဲ့တကွပြည့်စုံတဲ့သူတော်ကောင်းကြီးတယောက်ဖြစ်တယ်ပေါ့အဲ့ဒါသူကရှေးဘဝအကြောင်းတွေကိုအကုန်လုံးမြင်တယ်ယတိမဝိခင်ကစပြီးတော့ဒွန်စန္ဒဘဝတုန်းကသူနဲ့ညီကိုတော်ခဲ့တဲ့လူဘယ်ရောက်နေတယ်ဆိုတာကိုသူသိတယ်အမှတ်ရတယ်ပေါ့နော်ဝင်လုံငှက်ကိုလည်းအမှတ်ရတယ်သမင်ကိုလည်းအမှတ်ရတယ်ဒွန်စန္ဒဘဝကိုလည်းအမှတ်ရတယ်အခုဇံရသွားပြီဆိုတော့သူ့ရဲ့ညီကနော်ပင်စာလာတိုင်းမှာဘယင်ရသားဖြစ်နေတာဆိုတော့ဘယင်ဖြစ်မဲ့အလားလာရှိတယ်ပေါ့သူကဇံပင်ကြီးရနေပြီအဲ့ဒီမင်းသားကရှင်အနန္ဒာလောင်းကတော့သူကဝင်လုံငှက်ရဲ့ဘဝအနေထားသမင်ဘဝအနေထားကိုသူမမှတ်မိဘူးသူမှတ်မိတာကအယမ်းထင်ထင်ရှားရှားရှိတဲ့ဒွန်စန္ဒဘဝကိုမှတ်မိတယ်ဒါကြောင့်သူ့ရဲ့အကိုတော်ဖြစ်တဲ့စိတ်ဓာတ်ကိုသူအယမ်းလွမ်းတယ်ပေါ့နော်ဘယ်မြဲရောက်နေလဲမသိဘူးငါအကိုအရင်ဘဝတုန်းကအနေထားလေးကိုဒီဘဝမှာပဲဖြစ်နေတယ်လို့မျိုးသူ့စိတ်ထဲမှာခံစားရတယ်ပေါ့တိတိကျကျပြင်းပြင်းသူအမှတ်ရတယ်အဲ့ဒါသူလည်းအရွယ်ရောက်လာတဲ့အခါကျတော့ရှင်ဘင်းဖြစ်တယ်လို့ပဲဆိုကြပါစို့အဲ့တော့ဘုရားလောင်းကသွားခြင်းတဲ့ဒီညီဒီကိုဒါပေမဲ့လို့ဒီအချိန်သွားလို့ရှိရင်စီးစိမ်ရင့်နေတဲ့အတွက်ကြောင့်သိပြီးတော့ပြောလို့ဟောလို့ရမှာမဟုတ်ဘူးနည်းနည်းလေးအသက်ကြီးသွားပြီးရင့်ကျက်တဲ့အနေအထားမျိုးရောက်မှငါသွားမယ်ဆိုပြီးတော့အချိန်ကိုစောင့်နေအဲ့ဒါဒီမှာထူးခြားတာကဒီတန်ဗုဒ္ဓကမင်းဖြစ်ပြီဆိုတဲ့အခါကျတော့အဘိဓိသွန်းတဲ့နေ့မှာပဲသူ့ရင်ထဲမှာရှိနေတဲ့ခံစားချက်ကတခြင်းတစ်ပုတ်အနေနဲ့ထွက်လာတယ်တဲ့ဂါထာလေးနှစ်ပုဒ်ကိုအဲ့ဒါတခြင်းလုပ်ပြီးတော့ဆိုတာအဲ့ဒီတခြင်းကဘယင်ကြီးနှစ်သက်တဲ့တခြင်းဆိုပြီးတော့တိုင်းပြည်တစ်ခုလုံးမှာခေတ်စားတယ်တဲ့အဲ့ဒီတခြင်းကနောက်တခြင်းရဲ့အဓိပ္ပာယ်ကလည်းပဲလေးနက်မှုတော့ရှိပါတယ်နောက်ပါဠိလိုရေးထားတာဆိုတော့တခြင်းလို့တော့ဦးဇင်းတို့လည်းပဲစုံမပြတတ်ဘူးပေါ့နော်သဗ္ဗနရဏံသဗ္ဗလံသူစိဏံနာကမ္မုနာကိဉ္စနမောဂမတ္ထိပတ္တမိတံဗုဒ္ဓမဟာနုဘာဝံတကမ္မုနာပုံညဖလူပပန္နံအဓိပ္ပာယ်ကဘာပြောတာတုံးဆိုတော့ပွန်တော်အိုချင်းတို့နရဏံလူတို့အားသူစိဏံကောင်းစွာကျင့်အပ်သောတပ္ပအလုံးစုံသောကောင်းမှုသည်သဗ္ဗလံအကျိုးရှိသည်ကမ္မုနာကောင်းမှုကြောင့်ကိဉ္စနစိုးစင်းမြမောကအကျိုးမဲ့သည်နသအတ္တိမရှိအချင်းတို့တဲ့လူတွေကျင့်ထားတဲ့ကောင်းကောင်းကျင့်ထားတဲ့နော်သူတော်ကောင်းတရားဆိုတာကောင်းမှုတရားဆိုတာဘယ်ကောင်းမှုတရားပဲဖြစ်ဖြစ်အလုံးစုံသောကောင်းမှုတရားတွေဆိုတာအကျိုးရှိတယ်တဲ့နည်းနည်းလေးသောအကျိုးမဲ့ကိုတောင်မဖြစ်စေဘူးတဲ့ကောင်းမှုဆိုတာနော်တကမ္မုနာမိမိမှုဖြင့်ပုံညဖလူပပန္နကောင်းမှု၏စွမ်းကြောင့်ဖြစ်သောမဟာနုဘာဝံကြီးသောတကုရှိသောတံဗုဒ္ဓအမည်ရှိသောငါကိုပတ္တမိငါမြင်ရတယ်ဆိုလိုတာကကောင်းမှုရှိတဲ့အတွက်ကြောင့်အလွန်ဘုံတကုကြီးတဲ့ရှင်မင်းတစ်ပါးဖြစ်နေတဲ့သူ့ကိုယ်သူပြန်ပြီးတော့မြင်ရတယ်တဲ့သူကတော့တော်တော်အဆင်ပြေနေပြီပေါ့ဆိုလိုတာကဒါပေမဲ့လို့သူတန်တတာကသူ့စိတ်ထဲမှာပူပန်တာကဘာလဲမေရှာငါဤမနောစိတ်တိအိတ်တော်ယထာပိပြည့်စုံတကဲ့သို့ဧဝမေဝဤအတူသာလျင်ကိစ္စအတုနိတတ္တစိတ်တတ္တပိထိုနောင်တော်စိတ်တအာလီမနောစိတ်နှလုံးသည်အိတ်တော်နုပြည့်စုံပါ၏လောငါချမ်းသာတယ်လို့ငါအကူချမ်းသာတဲ့ဘဝရောက်နေတာမှဟုတ်ရဲ့လားဒါပြောတာတခြင်းရဲ့အတိတ်ပဲကဟုတ်လားသူကတော့ကောင်းမှုရဲ့စွမ်းအားတတိကြောင့်ချမ်းသာတဲ့ဘဝပြည့်စုံတဲ့ဘဝစိတ်နှလုံးအလိုပြည့်တဲ့ဘဝကိုသူရတယ်ပေါ့ဒါပေမဲ့သူ့ရဲ့အကူကတော့ဘလို့များဖြစ်နေရှာတယ်လဲဘယ်များရောက်နေရှာတယ်လဲဇံပင်ញင်ရတဲ့ပုဂ္ဂိုလ်မဟုတ်တဲ့အတွက်ကြောင့်ယတိကြီးဖြစ်နေတယ်လို့သူကတော့မသိဘူးဒါပေမဲ့သူခံစားချက်သူ့ရဲ့အနေအထားတွေကိုတော်ထဲမှာရှိနေတဲ့သူ့ရဲ့အကူစိတ်ဓာတ်ကတော့သိနေတယ်ပေါ့အဲ့ဒါလို့နဲ့နှစ်ဒီတော်တော်ကြာလာတဲ့အခါကျတော့ဒီတိုင်းပြည်မှာဒီတခြင်းကအမြဲတမ်းဆိုကြတယ်ပေါ့ဘယင်နှစ်သက်တဲ့တခြင်းဆိုပြီးတော့အဲ့ဒါလိုနဲ့နှစ်ပေါင်း40လောက်ကြာတဲ့အခါမှာဘုရားလောင်းကအချိန်ကြပြီဆိုပြီးတော့ရောက်လာတယ်တဲ့ရောက်လာပြီးတော့မင်းရဲ့ဥယျာဉ်မှာနေတယ်
အဲ့လိုနေတော့မှကလေးတယောက်လူငယ်တယောက်ကအဲ့ဒီဘယင်နှစ်သက်တဲ့တခြင်းကိုဆိုတာဆိုတဲ့အခါကျတော့ဘုရားလောင်းကအဲ့ဒီကလေးကိုလာအောင်ဒီနာကိုရောက်လာပြီဆိုတော့မင်းဒီပြင်တခြင်းမတတ်ဘူးလားတတ်ပါတယ်ဒီပြင်တခြင်းပဲဘာဘူးလို့ဒီတခြင်းပဲထက်ခါဆိုနေရတာတော့ဒါကကျတို့ရဲ့ရှင်ဘုရင်ကြီးနှစ်သက်တဲ့တခြင်းမို့လို့ဆိုနေရတာအတိပ္ပယ်ကိုမင်းသိရလားဘယ်သိမလို့ဆိုနေကြမို့ဆိုလိုက်ရတာဒီတခြင်းရဲ့ဆိုလိုရဲ့အတိပ္ပယ်ကိုသူတို့ဘယ်သိမလို့ဒါကြောင့်ဒီတခြင်းရဲ့အတိပ္ပယ်ကိုပြန်ပြီးတော့သိအောင်နားလည်အောင်အဖြစ်အဆွဲတခြင်းလေးတစ်ပုဒ်တော့တစ်ပိုက်တော့လိုနေသေးတယ်အဲ့ဒီဥစ္စာလေးကိုမင်းကငါသင်ပေးမယ်အဲ့ဒါမင်းကဘုရင်ကြီးကဒီတခြင်းဆိုတဲ့အခါမှာဒီတခြင်းရဲ့အဖြစ်အဆွဲတခြင်းတစ်ပိုက်ကို तू ဆိုပြနိုင်တယ်လို့ဘုရင်ကိုမင်းတရဥတင်ပြီးတော့မင်းဆိုပြမယ်ဆိုရင်မင်းဆုတွေလက်တွေတေချာပေါက်ရလိမ့်မယ်သင်ပေးတာနော်အဲ့တော့အဲ့ဒီကလေးကသင်တာဒါဘုရားလောင်းကဘာသင်ပေးလိုက်တုံးဆိုတော့ဘုရင်ကြီးကစိုးရိမ်နေတာကသူ့ကိုချမ်းချမ်းသာသာမှရှိရလားစိတ်နှလုံးပြည့်ပြည့်ဝဝလေးမှရှိရလားလို့စိုးရိမ်နေတာအဲ့ဒါသူ့ကိုချမ်းချမ်းသာသာရှိနေပါတယ်စိတ်နှလုံးလည်းပြည့်ပြည့်ဝဝရှိနေပါတယ်ဆိုတာကိုပြန်ပြီးတော့အဖြေပေးလိုက်တဲ့သဘောပါပဲဟုတ်လားအဲ့ဒါနဲ့အဲ့ဒီတခြင်းလေးကိုသင်ပေးတော့ဒီကလေးကနန်းတော်ဝင်ပြီးတော့ဘုရင်ကိုခွင့်တောင်းပြီးတော့ဒီအကြောင်းအရာကိုတတော်ဥတင်တယ်အဲ့တော့ဘုရင်ကဟာဒါထူးခြားတယ်သူကဒီသတင်းကိုကြားခြင်းလို့ဒီတခြင်းကိုဆိုတဲ့အဓိပ္ပာယ်မျိုးရှိတာ哦အဲ့ဒါနဲ့နန်းရင်ပြင်မှာမူမတ်ဘုံဘုံပေးတဲ့အစုံအကုန်လုံးဆင့်ခေါ်ပြီးတော့မှဘုရင်ကြီးကလူတွေကြားထဲမှာအဲ့ဒီတခြင်းကိုဆိုတယ်ဟုတ်လားဘယ်လိုတော့ငါရဲ့စိတ်နှလုံးကတော့ပြည့်ဝပါရဲ့ငါရဲ့နောင်တော်ကြီးဖြစ်တဲ့စိတ်ဓာတ်ရဲ့စိတ်နှလုံးကိုပြည့်ဝတာမှဟုတ်ပါရဲ့လားချမ်းသာတာမှဟုတ်ပါရဲ့လားအဲ့ဒီမှာအဲ့ဒီကလေးကပြန်ပြီးတော့တခြင်းကိုအတုံးနဲ့ပြန်ပြီးတော့ဆိုတယ်တဲ့ဒေဝအရှင်မင်းကြီးနရဏလူတို့အားသူစိတ်နှံကောင်းစွာကျင့်အပ်သောတပ္ပအလုံးစုံသောကောင်းမှုသည်တဗလအကျိုးရှိ၏ကံမှုနာကောင်းသောအမှုဖြင့်ကိဉ္စနံဆိုးစင်းမြမောကအချီးနှီးအကျိုးမဲ့သည်နတ္ထိမရှိကောင်းမှုကြောင့်အကျိုးမဲ့တယ်ဆိုတာနည်းနည်းလေးမှမရှိဘူးတဲ့အလုံးစုံသောကောင်းမှုတွေဟာအကျိုးရှိတာကိုဖြစ်စေတာကြီးပဲပေါ့တုံရှန်ရှင်မင်းကြီးမနောစိတ်နှလုံးသည်အိတ်တော်ယထာပြီးပြည့်စုံတကဲ့သို့စိတ်တံပြီးနောင်တော်စိတ်ဓာတ်ကိုလည်းမနောစိတ်နှလုံးသည်အိတ်တော်ပြည့်စုံ၏ဣတိဤသို့ဇာနာဟိတိတော်မူလောမင်းကြီးရဲ့စိတ်နှလုံးနော်ပြည့်ပြည့်စုံစုံပြည့်ပြည့်ဝဝအလိုကျပြီးတော့စိတ်တိုင်းကျပြီးတော့နေရတယ်လို့မျိုးနောင်တော်စိတ်ဓာတ်ရဲ့စိတ်နှလုံးဟာလည်းပဲအလိုကျပြီးတော့ချမ်းချမ်းသာသာရှိနေပါတယ်လို့ဒီလိုမင်းကြီးနားလဲပါလို့ပြောလိုက်တာအဲ့လိုလည်းပြောလိုက်ရောမင်းကြီးကလန့်သွားတယ်ပေါ့နော်ဒါဟာဓာတ်မသိပဲနဲ့အတွင်းရေးကိုမသိပဲနဲ့ဒီအဖြေကိုဖြေပြနိုင်ကြကြောင်းမရှိဘူးအဲ့ဒါနဲ့မင်းကြီးကဟေးကလေးမင်းကိုယ်တိုင်ကစိတ်ဓာတ်လားဒါမှမဟုတ်မင်းစိတ်ဓာတ်ကိုမင်းမဲတွေ့ခဲ့သလားဒါမှမဟုတ်တရားဥက္ကမင်းကိုဒီစိတ်ဓာတ်ရဲ့အကြောင်းကိုပြောလိုက်သလားပြာရခတ်သွားတယ်နော်သိကျင်တယ်အဲ့ဒါနဲ့အဲ့ဒီကလေးကမင်းကြီးတဲ့ကျွန်တော်မျိုးကစိတ်ဓာတ်မဟုတ်ပါဘူးစိတ်ဓာတ်နဲ့တွေ့ခဲ့တယ်လို့လည်းကျွန်တော်မျိုးမသိဘူးသေချာတာကတော့ဒီသချင်းကိုယတိကြီးတစ်ပါးကသင်ပေးလိုက်တာအဲ့ဒါဘုရင်ကြီးတွေကိုသွားပြီးတော့မင်းပြောပြရင်ဆုတွေလက်တွေပေးမှာလို့ပြောလို့အဲ့ဒါလာပြီးတော့ဆိုပြတာဟုတ်တယ်နော်အခွန်များစွာထက်တဲ့ရွာ100လောက်တောင်ဆုပေးတယ်တဲ့ဒီကလေးကိုဘုရင်ကြီးကနော်သူသိကျင်တဲ့အဖြေကိုသိလို့ပေါ့အဲ့ဒါနဲ့အဲ့ဒီယတိရှင်မြတ်ကဘယ်မှာတော့ဆိုတော့ဥယျာဉ်ထဲမှာရှိတယ်အဲ့လို့ဆိုရင်ဒီအကြောင်းကိုသိနေတာဆိုတော့တေချာပေါက်ဒါဟာငါရဲ့အကိုဖြစ်မှာပဲနော်ဒွန်စန္ဒဘဝတုန်းကအကိုဟာအခုရှင်ယတိဖြစ်နေတာဖြစ်မှာပဲယုံကြည်မှုရှိရဲ့နော်အဲ့ဒါနဲ့အစောတက်လျင်ပဲယထာတွေဘာတွေပြင်းအချမ်းရံတွေဘာတွေအကုန်နှိုးဆော်ပြီးတော့ဥယျာဉ်ကိုတိုင်းတိုင်းဝိုင်းဝိုင်းထွက်ကြတာဟိုရောက်ပြီးဆိုတဲ့အခါကျတော့ဒီရှင်ယတိကိုမြင်ရတာနဲ့ကိုပဲသူ့စိတ်ထဲမှာအယမ်းမှနှစ်ချိုက်တယ်နော်မေတ္တာဓာတ်တွေကပါလာတာပေါ့နော်တယောက်နဲ့တယောက်ဟုတ်လားအယမ်းမှနှစ်ချိုက်တဲ့အတွက်ကြောင့်ယတိအတွက်ပလင်တွေကိုပြင်ပါနောက်ဆုံး तू ကဘယ်လိုလုပ်တုံဆိုတော့ဒီယတိကိုလူထွက်ခိုင်းတာနောက်ဒီတိုင်းကြီးတယောက်တည်းနေရတာဆင်းရဲတယ်ပေါ့တိုင်းပြည်ရဲ့စီးစိမ်ကိုတဝက်ခွဲပြီးတော့နော်ဒီညီကိုနှစ်ယောက်အတူတူအုပ်ချုပ်ကြမယ်ပေါ့အဲ့လိုမျိုးထိ तू ကလှုပ်တာအဲ့လိုလှုပ်ပြီမလို့ဘုရားလောင်းကဇံပင်ရှင်ရနေတဲ့အလွန်တရာမှရင့်ကျက်တဲ့မြင့်မားတဲ့ဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ဖြစ်တဲ့အတွက်ကြောင့်ဒီအနေထားမျိုးကို तू လက်မခံနိုင်ဘူးသူလာခြင်းရဲ့ရည်ရွယ်ချက်ကဒီညီကိုဓာတ်ထက်ပို့ပြီးတော့မြင့်မြတ်တဲ့သူတော်ကောင်းတရားကိုသိဖို့အတွက်အကျိုးဆောင်ဖို့လို့လာတာကိုဟုတ်လားဒါကြောင့်မလို့တိဏ္ဍစည်းစိမ်ကိုလွှဲအပ်ပြီးတော့အစသအရာရာနော်အတူတူနေကြဖို့ဆိုတဲ့ဒီညီရဲ့စိတ်ကူးကိုသူကဘာလုပ်တော့မလိုက်လျောနိုင်ဘူးအဲ့ဒါနဲ့ညီကိုဘာလုပ်တော့ဆိုတော့ပြောရရင်တရားဟောတာပါပဲမဟာရာဇမြတ်သောမင်းကြီး
ဒုစရိတတကောင်းသောအကျင့်ဤဖလံအကျိုးမကောင်းသောအကျင့်ဤဖလံအကျိုးကို၎င်းအထောထုံမတပါသူစိန်တတကောင်းသောအကျင့်ဤမဟာဝိပါကကြီးမြတ်သောအကျိုးကို၎င်းဒိဋ္ဌဝမြင်၍အတ္တနမေဝမိမိကိုယ်ကိုယ်သာလင်ပရိတန်ယမိတ်တံသီလတန်ယမဖြင့်ငါဆောင်စည်းအပ်ပုဒ္ဒံဝါသားကို၎င်းပတုံဝါကျွဲနွားဆင်မြင်းကို၎င်းဒဏ္ဍဝါဥစ္စာကို၎င်းနပတ္တရေငါမတောင်းတဘူးတဲ့မင်းကြီးတဲ့မကောင်းတာလုပ်လို့ရှိရင်ဘာတွေဖြစ်မယ်ဆိုတာငါသိတယ်တဲ့ကောင်းတဲ့အကျင့်ကိုကျင့်ရင်လည်းပဲဘာတွေဖြစ်မယ်ဆိုတာကိုငါသိတယ်တဲ့နော်ကောင်းတဲ့အကျင့်ရဲ့ကြီးကျယ်တဲ့အကျိုးတွေကိုလည်းငါမြင်တယ်ဒါကြောင့်မလို့ငါကိုငါသာလင်ကောင်းကောင်းလုံခြုံအောင်ငါစောင့်စည်းမယ်သားတွေမရတွေစင်တွေမြင်တွေဥစ္စာပစ္စည်းတွေနဲ့ငါအလိုမရှိဘူးလို့သူအဲ့လိုပြောတာအဲ့လိုပြောပြီးတော့ဗာဆက်ပြောတော့ဂါထာ6ပုဒ်တောင်သူကရွှတ်ရှုပ်ပြီးတော့ပြောတာမဟာရာဇမြတ်သောမင်းကြီးဝတ္တတသ10နှစ်အပိုင်းခြားရှိကုန်သောဣမေတတေဝဣမန္တတသသသော10ပါးတို့သည်ဣဒာဤလူရွာ၌မစ္ဆာနတတ္တဝါတို့၏ဇီဝိတံအသက်တိတံဩဒိန်ထုံမန္တတသသသောအပိုင်းခြားသောအပတ္တင်ကြီးဝမရောက်မိသားလျင်စိန်သောနှုတ်ပြအပ်သောနလောကျူသည်သုတ်တတိဤဝါ6တက်ကဲ့သို့သုတ်တတိ6တက်၏ဒါကဘာပြောတာတုံးဆိုတော့လူဘဝဆိုတာကိုတဲ့အလွန်ဆုံးအနှစ်တရာပိုင်းခြားလိုက်မယ်ပေါ့နော်အဲ့ဒီအနှစ်တရာကို10နှစ်10နှစ်ပိုင်းလိုက်မယ်ဆိုလို့ရှိရင်ဘယ်နှပိုင်းရမလို့10ပိုင်းရမယ်အဲ့ဒီ10ပိုင်းကပထမတစ်ပိုင်းကုန်ပြီးရင်ဒုတိယတစ်ပိုင်းရောက်မယ်ပေါ့နော်10ပိုင်းလုံးနေရလိမ့်မယ်လို့လည်းပဲပြောလို့မရဒီ10ပိုင်းမကြည့်ခင်မှာပဲနှုတ်ဖြတ်ထားတဲ့ကျူရိုးကျူပင်လေးလို6သွေ့သွားတာမျိုးလည်းဖြစ်နိုင်တယ်ဆိုလိုတာကအချိန်မွေးပြည့်စည်ပြီးတော့အချိန်မွေးတည်ပြီးတော့ဘဝဟာပြတ်တောက်သွားနိုင်တယ်ပေါ့ဘာအမှန်ကန်ကြမှာမရှိဘူးပေါ့နော်တထာတတမိဧနမတိဇီဝိတေထိုအသက်သည်ကျူကဲ့သို့6ကလွယ်သည်ဖြစ်ပါလျက်နန္ဒီကာမဂုဏ်5ပါး၌နှစ်သက်သည်ကိုကာပဲကျိုးရှိပါအပ်နီခိဇာမြူတူခြင်းသည်ကာပဲကျိုးရှိပါအပ်နီရတိကာမဂုဏ်၌မွေးလျောခြင်းသည်ကာပဲကျိုးရှိပါအပ်နီဒီလိုခန္ဓာကိုယ်ကြီးဟာမြန်မြန်ဆန်ဆန်ပျက်စီးသွားတတ်ပါလက်ကဲနဲ့ဒီကာမဂုဏ်ထဲမှာပျော်မွေ့နေခြင်းနှစ်သက်နေခြင်းဟာငါအတွက်ဘာအကျိုးရှိမလို့ဒါပြောတာနော်သူကမဟာရာဇမြတ်သောမင်းကြီးအဟံငါသည်ဗန္ဒနာတာမယာတိဟုသောအနောင်ဖွဲ့မှာမို့တော်လွတ်သည်အတ္တမိဖြစ်ပြီးငါမှအဲ့ဒီအနောင်ဖွဲ့တွေဘာမှမရှိတော့ဘူးတဲ့မဟာရာဇမြတ်သောမင်းကြီးအန္တကေနသေမင်းသည်အတိပါဏတ္တနှိစ္စအပ်သောမေငါအာမိစုသေမင်းသည်နပမိစတိမမိမလျော့သောအဟံထုံငါသည်ဧဝံဤသေမင်းမမိမလျော့သောကြောင့်ကိုပဇာနာမိတိ၏ဒါလေးကနည်းနည်းရှင်းပြဖို့လိုတယ်အဓိပ္ပာယ်ကဘာပြောတာလို့ဆိုတော့သေမင်းမြင့်အနှိမ့်ဆက်ခံနေရတယ်တဲ့တတ္တဝါကအဲ့ဒီတတ္တဝါတွေကိုသေမင်းကနှိမ့်ဆက်တယ်တတ္တဝါကသာသေမင်းကိုမေ့လျော့နေတာသေမင်းကတတ္တဝါတွေကိုမေ့တယ်ဆိုတာမရှိဘူးတဲ့အဲ့ဒီလိုသေခြင်းတရားကငါ့ကိုမေ့လျော့မထားဘူးဆိုတာကိုငါကောင်းကောင်းသိတယ်တဲ့ဒါပြောတာနော်ဓတ္တမထိုသို့တည်သောကြောင့်ရတိကာမဂုဏ်၌မွေလျော့ခြင်းသည်ကာပဲကျိုးရှိပါအနိဓနေတနာဥစ္စာကိုရှာမိခြင်းဖြင့်ကာပဲကျိုးရှိပါအနိတနေ့တရားလိုက်မယ်သေခြင်းတရားကကိုယ့်ကိုမေ့ပြောက်ထားတာမဟုတ်အချိန်မွေးကိုယ့်ကိုလာပြီးတော့ခေါ်သွားမယ်ပေါ့ဒီလိုအနေအထားမျိုးမှာကာမဂုဏ်နဲ့မွေလျော့ခြင်းဟာဘာအကျိုးရှိမလို့ဥစ္စာပစ္စည်းကိုရှာဖွေခြင်းအပြင်ဘာအကျိုးရှိမလို့သူကအဲ့လိုပြောတာပင်ကြီးကိုပြောရလို့ရှိရင်ဒါတရားဟောတဲ့အဓိပ္ပာယ်ပါပဲမဟာရာဇမြတ်သောမင်းကြီးနရဏံလူတို့အားဇာတိန်အမျိုးသည်အတော်ယုံမာ၏ဇာတိန်အမျိုးသည်အဓမ္မယုံမာ၏စန္ဒာလယောနိဒေါဇနာမျိုးသည်ဒွိပထာကနိဋ္ဌာအခြေနှချောင်းရှိသောလူတို့တွင်အယုတ်ဆုံးသည်တဖန်မွေးဖွားရတယ်ဆိုတာကောင်းတာမဟုတ်ဘူးတဲ့အဲ့ဒီလိုမွေးဖွားခြင်းတွေထဲမှာဒေါဇနာမျိုးမှာသွားပြီးတော့မွေးဖွားရတာကတော့ခြေနှချောင်းရှိတဲ့လူတွေမှာဒါအယုတ်ဆုံးပဲတဲ့ဖြစ်ခဲ့တဲ့ဘဝကိုပြန်ပြီးတော့သူပြောတာနော်သူဘာပကေဟိအလွန်ယုံမာကုန်သောတကေဟိကမ္မေဟိမိမိတို့သည်ပြုအပ်သောမကောင်းမှုကြောင့်ပုဗ္ဗေရှိ၌စန္ဒာလကပေဒွန်ဇနာဝါ၌အဝသိမ့်မငါတို့နေရဘူးကုန်ပြီအလွန်ယုံမာတဲ့ရှေးတုန်းကကံတရားတွေကြောင့်တို့နှစ်ယောက်ဟာဒွန်ဇနာမရဲ့ဝမ်းပိုက်ထဲမှာနေခဲ့ရဘူးတဲ့နော်ဒါသူမအမှတ်ရတာမို့သူလည်းသိတာပဲပေါ့နော်နရိဏလူတို့ရဲ့ရှင်သခင်ဖြစ်သောအိုမင်းမြတ်အဝန္တိတုအဝန္တိတိုင်းတို့၌စန္ဒာလာဒွန်ဇနာတို့သည်အဟုန်မှငါတို့ဖြစ်ကြဘူးကုန်ပြီနေရင်စရံပတိနေရင်စရာမြကန္န၌မိဂသာသမေတို့သည်အဟုန်မှငါတို့ဖြစ်ကြဘူးကုန်ပြီ
နေတင်စတာမြကမ်းပေးမှာတမင်ဖြစ်တယ်ဆိုတာကိုကြတော့ဘုရင်ကြီးမသိဘူးအဲ့ဒါတော့ရှင်ရသေးကသိတယ်ပေါ့နော်ဒါတွေမကဘူးတဲ့နမရာတီရိနမရာမြကမ်း၌ဥက္ကုတာဝင်လုံးငှက်တို့သည်အဟုံးမငါတို့ဖြစ်ကြဘူးကုန်ပြီဣဇာယခုအခါ၌တေမယထုံငါတို့နှစ်ယောက်သည်ဗျမနခတ္တိယပုံနာမျိုးမင်းမျိုးတို့၌ဟောမှဖြစ်ကုန်၏အခုချိန်သာလင်တို့ဟာမြင့်မြတ်တဲ့လူသားအဖြစ်ကိုရောက်နေတာဒီမရောက်ခင်တုန်းကတို့ဟာနှိမ့်ကြတဲ့အိဆံမျိုးမှာဖြစ်ခဲ့ကြရတာပြောကျင်တာကဘဝတန်တရားမှာဘာမှစိတ်ချစရာအနေထားမရှိသေးဘူးဆိုတာကိုသူကပင်ကြီးကိုသတိရအောင်ပြောတာပေါ့နော်အဲ့လိုပြောပြီးတော့ဒီရရှိထားတဲ့အခုရထားတဲ့ဒီဘဝဒီအနေထားကတော့ခိုင်မြဲနေမှာလားဆိုတော့ခိုင်မြဲနေမှာမဟုတ်အဲ့ဒီအနေထားကိုသူကထောက်ပြခြင်းလို့အစကစပြီးတော့သူကချီးလာတာဟုတ်လားမဟာရာဇအိုမင်းကြီးဇီဝိတံဇီဝိတေနေတိမရဏံတေခြင်းတို့ဥပနိယတိကတ္တဤနော်ဒီအသက်ဆိုတဲ့သဘောဟာတေခြင်းတရားစီကိုကတ်တတ်တယ်တဲ့ရောက်သွားတတ်တယ်ပေါ့နော်အာယုအသက်တိအပ္ပံတိုလှစွာဤသရူပနိတတအိုခြင်းသည်တေမင်းဤသို့ဆောင်အပ်တော်သူအားပုဒ္ဓတယောသာသမီအစာရှိသေးတို့သည်ဒါနာစောင့်ရှောက်နိုင်ကုန်သည်နတန်တိမရှိကုန်နော်ခန္ဓာကိုယ်ကြီးကတဖြည်းဖြည်းနဲ့နော်အိုးလာပြီးတော့တေခြင်းရဲ့အနီးကိုရောက်လာပြီဆိုတဲ့အချိန်မျိုးမှာဒီလူကိုစောင့်ရှောက်မဲ့သာသမီဆိုတာမရှိဘူးတဲ့ဒါကဦးဇင်းတို့မိဘအတွက်အရင်ဒီဆုံးအားကိုးရဆုံးဟာသာသမီပဲလေသာသမီကမှမစောင့်ရှောက်နိုင်ဘူးဆိုရင်ကျန်တဲ့ဘယ်ရာကမှမစောင့်ရှောက်နိုင်ဘူးဆိုတာကိုလည်းပဲတခါတည်းပြောပြီးသားဖြစ်သွားတယ်ပေါ့နော်ဒါကိုပြောတာဗုဒ္ဓတေယောသာသမီအစာရှိသည်တို့သည်ဒါနာစောင့်ရှောက်နိုင်ကုန်သည်နတန်တိမရှိကုန်ပင်စာလအိုပင်စာလမဲမမငါဤဧတံဝါကြံထိုဆုံးမစကားကိုကရောဟိလိုက်နာလောငါပြောတဲ့စကားကိုမင်းနားထောင်တဲ့နော်ဒုက္ခတရံဒီဆင်းရဲခြင်းဤပွားကြောင့်ဖြစ်ကုန်သောကမ္မဏီမကောင်းမှုတို့ကိုမဟာကာတိမပြုနဲ့ဆင်းရဲဒုက္ခကိုဖြစ်စေတတ်တဲ့မကောင်းတဲ့အလုပ်တွေကိုမင်းမလုပ်သင့်ဘူးတဲ့ဘောဟာခိုင်မြဲတဲ့သဘောမရှိဘူးပေါ့နော်ဒါကြောင့်မခိုင်မြဲတဲ့ဘဝအတွက်နဲ့မကောင်းတာကိုမလုပ်သင့်ဘူးတဲ့ဆင်းရဲဒုက္ခရဲ့အကြောင်းတရားဖြစ်တဲ့မကောင်းမှုတွေကိုမလုပ်သင့်ဘူးတဲ့အဲ့ဒီမှာဦးဇင်းတို့ဒီခန္ဓာကိုယ်ရဲ့မခိုင်မြဲတာကိုအကြောင်းပြုပြီးတော့ဒုက္ခကိုဖြစ်စေတတ်တဲ့မကောင်းတဲ့အလုပ်ကိုမလုပ်ရဘူးဆိုယုံနေမကဘဲနဲ့ငရဲကိုရောက်စေတတ်တဲ့အလုပ်ကိုလည်းမလုပ်သင့်ဘူးဟုတ်လားနောက်ထပ်ပြောထားတဲ့စကားတစ်ခုကတော်တော်စိတ်ဝင်စားတဲ့အကောင်းတယ်ရဇတိရာဏီကိရိတာမျိုးဖြင့်ပြည်သောဥကောင်းရှိကုန်သောကမ္မာနိမကောင်းမှုတို့ကိုမဟာကာတိမပြုနဲ့ဒီစကားလေးကိုဦးဇင်းကလည်းသဘောကျတယ်ဆိုလိုတာကလောဘဒေါသမောဟခေါင်းဆောင်ပြီးတော့ဘယ်အလုပ်ကိုမှမလုပ်နဲ့လို့ပြောတာနော်ကိရိတာမျိုးဖြင့်ပြည်သောဥကောင်းရှိသောမကောင်းတဲ့အမှုကိုမလုပ်နဲ့သူတင်စားပြီးတော့ပြောတာပေါ့နော်ကိရိတာမျိုးတွေနဲ့ပြည်နေတဲ့ခေါင်းနဲ့အလုပ်ကိုမလုပ်နဲ့နော်လောဘနဲ့တွေးပြီးတော့ဒေါသနဲ့တွေးပြီးတော့မောဟနဲ့တွေးပြီးတော့အလုံးမလုံးနဲ့လို့ပြောတာဒါကြောင့်တော်တော်လေးနေတယ်လို့ဆိုနေတယ်ပေါ့နော်အဲ့လိုမျိုးဘုရားလောင်းကသူ့ရဲ့ညီကိုဆုံးမတာပေါ့အဲ့လိုဆုံးမတဲ့အခါကျတော့ဘုရင်ကြီးကပြောတဲ့စကားတွေကိုအကုန်လုံးနားလဲလေတဲ့သဘောလဲပေါက်တယ်ဒါပေမဲ့သူ့ရဲ့အနေအထားကဒီရှိနေတဲ့စီးစိမ်ဒီရှိနေတဲ့အခြေအနေကိုစွန့်ခွာသွားနိုင်တဲ့အနေအထားတော့သူမရှိဘူးဒါကြောင့်သူကဘာလျှောက်တုံးဆိုတော့ဣတိအရှင်ယတိတိုရှင်ယတိတိယထာအကျဉ်ချင်းရာဖြင့်ယံဝဆနာအကျဉ်စကားကိုပါတတိဆို၏ဧဝံတထာထိုအချင်းရာဖြင့်တဝတင်၏ဣတံဝဆနာဤစကားသည်အတ္တမချွတ်တစ္ဆံဟိတစ္ဆံဧဝမှန်သည်သာတည်းအရှင်ဘုရားတဲ့အရှင်ဘုရားပြောတဲ့စကားဟာပြောတဲ့အတိုင်းမှန်တယ်တဲ့ဒီစကားကို तू မှန်တယ်ဆိုတာနားလေတယ်ပေါ့ဘေကုအရှင်ယတိမမအကျွန်ုပ်အားအနပ္ပရူပအတိုင်းမသိများကုန်သောကာမစကာမဂုဏ်တို့သည်တန်တိရှိကုန်၏မာတိတကိနအကျွန်ုပ်ကဲ့သို့သောသူသည်တေထိုကာမဂုဏ်တို့ကိုဒုစစာစွန့်နိုင်ခဲ့ကုန်၏ဒီလောက်များပြားတဲ့စီးစိမ်ဥစ္စာတွေကိုတပည့်တော်တို့လူမျိုးဟာဒါကိုစွန့်သွားဖို့ဆိုတာမဖြစ်နိုင်ဘူးတဲ့ဒါကြောင့်မို့လို့ရှင်ယတိဖြစ်စီခြင်းတဲ့အနေအထားမျိုးဒါတွေကိုစွန့်လွတ်ပြီးတော့ကောင်းတဲ့အလုပ်ကိုလုပ်ဖို့ဆိုတာသူဘလို့မှမဖြစ်နိုင်ဘူးပေါ့ပြောတဲ့စကားတွေကိုတော့နားလဲလေတယ်သဘောလဲပေါက်တယ်လက်လဲခံတယ်ပေါ့နော်သို့တော့သူ့အနေထားကဒါတွေကိုသူမစွန့်နိုင်ဘူးပေါ့ဗန္ဒီရှင်ဖေယနာဂောစင်မြောင်းသည်ပင်ကမေစေညောဝါဤအလယ်၌ဗျာတန်တော်ယထာနိတကဲ့သို့ဧဝံဤအတူအဟံပိအကျွန်ုပ်တိလိကာမပင်ကေကာမဂုဏ်တိဟူသောညွန်ပြောင်း၌ဗျာတန်တော်နေ၏ဟောခုမှလည်းပြောတာနော်စင်ကြီးဟာတဲ့ညွန်အိုင်ထဲမှာနစ်နေတယ်လို့သူဟာလည်းပဲကာမဂုဏ်တိဟူသောညွန်အိုင်ထဲမှာနစ်နေတယ်တဲ့
သူ့အနေထားကို तू သိတယ်ပေါ့နော်ဒီ तू ရှိနေတဲ့အတိုင်းအဝိုင်းအရှုပ်ထွေးတွေကနေပြီးတော့ तू မခွာနိုင်ဘူးပေါ့ဆိုလိုတာကနော်ဒါကိုပြောတာထလန်ကာမဂုဏ်ဒီဟုသောညုံမြောင်းမှထွမြောက်ရာဖြစ်သောကုသိုလ်ကာမုဒီဟုသောကြီးကုန်းသို့ပတ္တန်တော့မြင်မာလျက်ဂန္တုံသွားခြင်းကနာပြီးတန်ဘောတိမစွမ်းနိုင်ကုန်နော်လွတ်မြောက်ရာကို तू မြင်တယ်တဲ့နော်ဒီကနေထွက်သွားလို့ရှိရင်လွတ်မြောက်လိမ့်မယ်ဆိုတာကို तू သိတယ်ပေါ့ဒါပေမဲ့အဲ့ဒီထွက်မြောက်ရာကိုမြင်မာလှည့်ကင်တဲ့ तू သွားခြင်းကမတတ်နိုင်ဘူးတဲ့ဘိက္ခုနောယဟန်ဤမက္ကလန်းကိုနအနုပ္ပဇာမိ तू မလိုက်နိုင်ဘူးတဲ့ယဟန်တွေသွားတဲ့အဲ့ဒီလမ်းကိုယတိတွေသွားတဲ့အဲ့ဒီလမ်းကို तू မလိုက်နိုင်ဘူးတဲ့နော်စင်ကြီးနစ်တယ်လို့ तू နစ်နေတယ်ပေါ့နော်အဲ့ဒီမှာဆက်ပြီးတော့ तू တောင်းပန်တာလေးကတော်တော်လက်သနာစရာကောင်းတယ်မာတာစအမိတိ၎င်းပိတာစအဖတိ၎င်းဗုဒ္ဓံသာသမီကိုကိန်းအတုမူ၍ဒုက္ခိချမ်းသာဒုက္ခနဲ့ပြည့်စုံသည့်ဘဝေယဖြစ်ပါအပ်နီဣတိဤသို့အနုတာတရိယထာဆုံးမတကဲ့သို့ဧဝံတထာဤအတုမိဘတွေကသာသမီကိုဘလို့လေးပြောရင်တော့ငါသာသမီချမ်းသာမှာပဲလို့တွေးပြီးတော့သာသမီကိုအလွန်ချစ်တဲ့မိခင်ဖခင်တွေကဆုံးမသလိုမျိုးသူ့ကိုဆုံးမပါလို့ပြောတာနော်သူပြောတာလေးတွေကမေတ္တာရဲ့သဘောပေါ့နော်သူစိတ်ထဲကဘလို့ခံစားချက်ရှိတယ်ဆိုတာကိုပေါ်လွင်ထင်ရှားမှုမရှိဘူးလားရှိရဲ့နော်တပည့်တော်အတွက်အလွန်တရာအကျိုးရှိမဲ့နော်အရှိတစ်ဖြင့်ကြာရှိစွာအကျိုးရှိတယ်မဲ့နော်အဆုံးအမတွေကိုလည်းသူ့ကိုပေးပါလို့သူအဲ့လိုပြောတာအဲ့လိုမျိုးပြောရဆိုတော့ဘုရားလောင်းကအေးတဲ့အဲ့လိုဆိုလို့ရှိရင်ဒီလိုမျိုးယတိယဟန်ဖြစ်ကိုမလုံနိုင်ဘူးဆိုရင်လည်းရှိစေတော့ပေါ့အဲ့လိုဆိုရင်ဘာလုပ်ရမလို့နော်တိုင်းပြည်မှာတရားသဖြင့်အုပ်ချုပ်ဖို့လူတွေရဲ့ပုံမှာတရားမပြတ်ဖို့မိဘတွေရဲ့ပုံမှာလှုပ်တဲ့လှုပ်ထိုက်တဲ့အလုပ်ကိုလုပ်ဖို့အဲ့ဒါတွေသူအများကြီးသူဆုံးမတယ်အဲ့လိုဆုံးမပြီးတော့နောက်ဆုံးသူဂါထာလေးနှစ်ပုဒ်ပြောတယ်အဲ့ဒီဂါထာလေးနှစ်ပုဒ်ကတော့တော်တော်လေးစဉ်းစားရကောင်းတယ်ပြောရလို့ရှိရင်အဲ့ဒီဂါထာလေးကြောင့်ဦးဇင်းကဒီဇတ်တော်ကိုဟောပြသွားတယ်လို့ဆိုခြင်းတယ်ဘာပြောတုံးဆိုတော့ရာဇမင်းမြတ်နာရီကနေဟိမိမအပေါင်းတို့သည်ပရိစာရတံမိမအပေါင်းတို့ဖြင့်ပရိစာရယန္တံစံပေကွန်ပျူတာတန်အရှင်မင်းကြီးကိုတာစီအေဝအကယ်၍သာလဲမတော်မန်ရချင်းသည်တဟေယနှိမ့်ဆက်ညာအံနော်ဇီစည်းစိမ်နေကြားထဲမှာတကယ်လို့မန်နေဖြစ်လာပြီဆိုလို့ရှိရင်နော်ရင်မှုတွေဖြစ်လာပြီဆိုလို့ရှိရင်နော်ပြည်စုံမှုတွေရဲ့ကြားထဲမှာနော်မန်နေရစ်လာပြီဆိုလို့ရှိရင်တဲ့ဣဒမေဝဂါထဤဆိုလတန်သောဂါထာကိုသာလဲမနတိကရောဟိနှလုံးသွင်းလို့အခုဂါထာတပုတ်ပြောမယ်တဲ့ဒီဂါထာလေးကိုနော်စည်းစိမ်နေကြားထဲမှာတကယ်လို့ကိုယ့်ကိုယ်စိတ်ကြီးဝင်လာပြီဆိုလို့ရှိရင်ဒီဂါထာလေးကိုရွတ်ပါတဲ့နှလုံးသွင်းမှာနော်ဒီဂါထာကိုပရိတာယပရိသတ်ဤမစ္စေအလေ၌ဘာတိဟိရွတ်ရမယ်တယောက်တည်းတော့မရွတ်နဲ့ပေါ့နော်လူကြားထဲမှာဒီဂါထာကိုရွတ်လိုက်စမ်းပါအောင်ပြည်စုံမှုတွေကြောင့်ကိုယ့်ရဲ့စိတ်ကိုရင်မှုကနှိမ့်ဆက်လာပြီဆိုတဲ့အခါမျိုးမှာဒီဂါထာကိုနှလုံးသွင်းမှာဒီဂါထာကိုလူကြားထဲမှာရွတ်ပါတယ်အဲ့တော့အဲ့ဒီဂါထာကဘယ်လိုဂါထာမျိုးတော့နော်ဒီဂါထာလေးကသူတို့အချင်းချင်းသာနဲ့သိနိုင်တဲ့စကားလေးပေါ့နော်ဗာပြောထားတော့အဘောဂါတတေယောမြင်မိုးအိမ်မြမရှိသည်ဖြစ်ကြောင်းလွင်တီးခေါင်၌အိပ်ရသောယောဇန်တုအကျင့်တတ္တဝါသည်ဝဇန်တေယအမိဒွန်ဇန္နာမသည်ထင်းခွေဟင်းရွက်ခုသွားသည်ရှိသောသူနခိယခွေးမဤခိရပါယိနောနို့ကိုဆိုးရသည်ဖြစ်၍သူဝါနေဟိနို့ဆုဘက်ခွေးငယ်တို့ဖြင့်ပရိကိန်သောရောပြွန်းလျက်နေရ၏သောဇန်တုထိုသူကိုဣဇယခုခါ၌ရာဇာတိမင်းဟု၍ဟောစတိဆိုအပ်၏ဒါကဘာပြောတာတော့နောက်တစ်ချိန်လုံးကတဲ့ဆင်းရဲလွန်းလို့ဒွန်ဇန္နာမရဲ့သားဖြစ်ခဲ့တုန်းကအမေဒွန်ဇန္နာမကဟင်းရွက်ခုတို့ထင်းခွေးတို့သွားပြီဆိုလို့ရှိရင်မျက်မိုးအိမ်လေးတောင်သူတို့မှမရှိဘူးတဲ့လွန်တီးခေါင်မှာပဲအေးရတယ်အဲ့တော့အဲ့ဒီနာမှာခွေးမတမြုံတက်တိုက်ကလည်းရှိတယ်ခွေးလေးတွေပေါက်နေတာရှိတယ်ဟုတ်လားအဲ့တော့ဒီကလေးလေးကဘာလုပ်ရအောင်ဆိုတော့အဲ့ဒီခွေးမရဲ့နှုတ်ကိုခွေးပေါက်စားလေးတွေနဲ့အတူတူစိုးတယ်နေတယ်မအေးကမရှိဘူးမအေးကအစာရှာသွားတယ်နောက်ဟင်းရွက်ခုတို့ဘာတို့သွားတယ်အဲ့တော့စိတ်ဓာတ်ကနည်းနည်းကြီးပြီလေကြီးပြီဆိုတော့သူ့ညီဘလို့နေရတယ်ဆိုတာကို तू သိတယ်ဟုတ်လားခွေးမရဲ့နှုတ်ကိုခွေးပေါက်စားလေးတွေနဲ့ပေါင်းပြီးတော့စိုးနေတာကို तू မြင်ခဲ့တယ်အဲ့ဒီလူကိုအခုဘာလို့ခေါ်တော့မင်းလို့ခေါ်တယ်တဲ့အခုဘာဖြစ်တယ်လို့ तू ကရှိပြီနော်တစ်ချိန်လုံးကခွေးနဲ့အတူတူဘာလို့ရတော့နှိုးဆိုးခဲ့ရတယ်အခုလောလောဆယ်တော့ဘာဖြစ်နေတော့မင်းဖြစ်နေတယ်တဲ့အဲ့တော့ကိုစီးစိမ်နေနဲ့ရစ်လို့ကိုအဟုတ်ကြီးထင်လာပြီဆိုရင်ဒါပါလေမဒဆိုတဲ့မန်တရားကကိုယ်ကိုနှိပ်စက်တာပေါ့နော်ဒါပေမဲ့ရင်မှုနေတဲ့အခိုက်အတန့်မှာတော့ကိုဟာဆင်းရဲနေတယ်လို့ရင်မှုနေတယ်လို့ဘယ်သိမလို့သို့တော့တကယ်ညံနဲ့စီစစ်ကြည့်ရင်ရင်မှုနေရတာလည်းပါလေဆင်းရဲတဲ့သဘောရှိတာအောင်
အဲ့လိုရင်မှုမှုကနှိမ့်ဆက်လာပြီဆိုရင်ဒီဂါထာလေးကိုနှလုံးသွင်းမှာဒီဂါထာလေးကိုလူကြားထဲမှာရွတ်ခိုင်းတာနော်ဒီဂါထာရဲ့အဓိပ္ပာယ်ကဘာမှနားမလည်စရာတော့မရှိပါဘူးနော်တစ်ချိန်တုန်းကဆင်းရဲလွန်းလို့မျက်မိုးအိမ်တောင်မရှိလို့နော်လွင်တီးခေါင်မှာခွေးမရဲ့နှုတ်ကိုခွေးပေါက်စားလေးတွေနဲ့အတူဆုပ်ပြီးတော့နေခဲ့တဲ့လူတစ်ယောက်ကအခုတော့ဘာဖြစ်နေလဲမင်းဖြစ်နေတယ်တဲ့နော်ဒါအများကြီးစဉ်းစားရရှိရနော်ဒါတရားဓမ္မတို့ဦးရှင်တို့ဘဝတန်တရားတစ်လျှောက်လုံးကိုပြောနေဒီတဘဝထဲမှာကိုပဲဘဝမှာအတဲအကျအနှိမ့်မြင့်ဆိုတာတွေမရှိဘူးလားရှိတယ်ကိုယ့်ဟာကိုမမေ့ဖို့လိုတာပေါ့နော်ပြီးတော့ဒီဟာလေးနဲ့ပတ်သက်ပြီးတော့ဦးရှင်တို့ခေါင်းထဲမှာနောက်ပြောချင်တာလေးတစ်ခုရှိတာကနိဒာနဝကတန်ရုပ်ပါဠိတော်ထဲမှာဒုက္ခတသုတ်တံဆိုတာရယ်ဒုက္ခိတသုတ်တံရယ်ဆိုပြီးသုတ်တံလေးအတူလေးနှစ်ပုဒ်ရှိတယ်အဲ့ဒီသုတ်တံအတူလေးနှစ်ပုဒ်ကဘာပြောတာတုံးဆိုတော့အလွန်ဆင်းရဲနွမ်းပါတဲ့တတ္တဝါပေါ့နော်လိစ္ဆာပဲဖြစ်ဖြစ်လူပဲဖြစ်ဖြစ်အလွန်အယုတ်ဆိုးတဲ့အကြီးတန်းတဲ့ပစ္စည်းဥစ္စာနဲ့အစားအစာရမပြည့်စုံတဲ့အစားအစာရနွမ်းပါတဲ့အလွန်ဆင်းရဲလွန်းတဲ့လူပဲဖြစ်ဖြစ်လိစ္ဆာပဲဖြစ်ဖြစ်ပေါ့ဘယ်လိုတတ္တဝါကိုပဲတွေ့လာပြီးမြင်လာပြီးဆိုရင်ငါဟာဒီလိုဆင်းရဲတဲ့တတ္တဝါမျိုးတစ်ချိန်ချိန်တုန်းကတေချာပေါက်ဖြစ်ခဲ့ဘူးတယ်လို့အဲ့ဒါလို့ဆွဲဆွဲမြဲမြဲစဉ်းစားရမယ်ရှင်းရမယ်တဲ့ဟာဒါတစ်ချက်ပြောတယ်နော်နောက်တစ်ခုကဘာပြောတုံးဆိုတော့အလွန်ချမ်းသာတဲ့ကိုအလွန်ထင်ကြီးတယ်လို့ဆိုတဲ့ရုပ်ရည်အဖြစ်တော်၎င်းပြုစာပိုင်းဆိုင်မှုအဖြစ်တော်၎င်းတက်ကြွမှုပညာရေးအဖြစ်တော်၎င်းအစားအစာရပါတော့အဲ့ဒါလိုအစားအစာရအထက်တန်းကျတဲ့လူတွေပုဂ္ဂိုလ်တ attva တွေကိုတွေ့ရပြီဆိုလို့ရှိရင်လည်းပဲဒီလိုအစဉ်တန်းမြင့်တဲ့တရားမျိုးအလွန်ရှည်လျားတဲ့ကာလတစ်လျှောက်လုံးမှာငါဟာဖြစ်ခဲ့ဘူးတယ်လို့အဲ့ဒါကိုလည်းပဲအဲ့လိုဆုံးဖြတ်ပြီးတော့တည်တည်ချာချာတွေးရမယ်တဲ့ဒီသုတ်တန်လေးနှစ်ပုဒ်ရှိတယ်ဒီဥစ္စာကဦးဇင်းတို့စဉ်းစားဆင်ခြင်ကြည့်မယ်ဆိုလို့ရှိရင်နောက်ထပ်ဓာတ်ထက်ပို့ပြီးတော့နော်ဆက်နွယ်နေတဲ့မြင့်မားတဲ့အမြင်ဆိုတာကိုရနိုင်တယ်ပေါ့နော်ဒါကိုမြတ်စွာဘုရားအတိအကျဘယ်လိုပြောထားတော့ဘိက္ခုရန်တော်တို့တဲ့ဒုက္ကတဆင်းရဲသောဒုရုပေတံမကောင်းသောလက်ချေပုံတရံနဲ့ပြည့်စုံသောယံအကျဉ်သူကိုပတ္တေယာထတွေ့မြင်ကုန်ရာ၏ဣထာဤသို့တွေ့မြင်ရာ၌အမေဟိပိငါတို့သည်လည်းပဲဧဝရူပံဤသို့ဆင်းရဲခြင်းရုပ်အစင်းမဲ့ခြင်းသဘောကိုဒီကေနရှိလျားလှစွာသောဣမိနအတုနာဤကာလ၌ပစ္စနုဘူတံတိခံစားအပ်ဖူးပြီလေကုန်ဟု၍နိဋ္ဌံဆုံးဖြတ်ခြင်းသို့ကံတပ္ပံရောက်ထိုက်၏တဲ့နော်အလွန်ဆင်းရဲတဲ့လူကိုတွေ့ရင်အလွန်ဆင်းရဲတဲ့တရားကိုတွေ့ရင်ငါလည်းဒီလိုဆင်းရဲတဲ့ဘဝမျိုးဖြစ်ခဲ့ဘူးတယ်လို့ဆုံးဖြတ်ခြင်းကိုရောက်ထိုက်တယ်တဲ့စဉ်းစားရမယ်နော်ဒီဥစ္စာဟုတ်လားအဲ့ဒါလိုပဲဦးဇင်းတို့ဒုက္ခိတံကောင်းစွာဖြစ်သောချမ်းသာခြင်းရှိသောသူသစ္စိတံကောင်းစွာဝတ်စားတစားတို့ဖြင့်စီရင်အပ်သောယံအကျဉ်သူကိုပတ္တေယာထတွေ့မြင်ကုန်ရာ၏ဣထဤသို့တွေ့မြင်ရာ၌အမေဟိငါတို့သည်လည်းပဲဧဝရူပံဤသို့ချမ်းသာခြင်းအစရှိသောပြည့်စုံခြင်းတို့ကိုဒီကေနရှိလျားလှစွာသောဣမိနအတုနာဒီတန်တရားကြီးတစ်လျှောက်လုံးမှာပစ္စနုဘူတံခံစားခဲ့ဘူးပြီဟု၍နိဋ္ဌံဆုံးဖြတ်ခြင်းသို့ကံတပ္ပံရောက်ထိုက်၏တဲ့နော်အလွန်ချမ်းသာတဲ့လူကိုတွေ့ရင်လည်းပဲဒါမျိုးငါဖြစ်ဘူးတယ်လို့စဉ်းစားရမယ်နော်အလွန်ဆင်းရဲတဲ့လူကိုတွေ့ရင်လည်းပဲဒါမျိုးငါဖြစ်ဘူးတယ်လို့စဉ်းစားရမယ်တဲ့ဒါအများကြီးစဉ်းစားရမရှိဘူးလားရှိရနော်အခုဒီမှာဘုရားလောင်းကနော်သူ့ရဲ့ညီကိုပြောတာဒီအိဗယ်ပဲဟုတ်ရဲ့လားနော်စီရင်ချမ်းသာနဲ့ရင်မှုလာပြီဆိုလို့ရှိရင်ငါဟာတစ်ချိန်လုံးကလွင်တီးခေါင်ထဲမှာနော်အမေကအစာရှားသွားလို့ဟင်းရွက်ခူးသွားလို့နော်ခွေးမကြီးရဲ့နှုတ်ကိုခွေးပေါက်စာလေးတွေနဲ့အတူတူရှင်တွဲပြီးတော့တောင်စုပ်ခဲ့ရတဲ့အနေအထားရှိခဲ့ဖို့တဲ့အခုချိန်တန်ကဟာရှင်ပင်ဖြစ်နေတာဒီအနေအထားမျိုးကိုဦးဇင်းတို့အများကြီးချဲ့ထွင်ပြီးတော့စဉ်းစားတတ်ဖို့မလိုဘူးလားလိုတယ်နော်အဲ့ဒါလိုမျိုးဘုရားလောင်းကနော်ဘဝရဲ့အနေအထားအခြေအနေလေးတွေကိုအနှိမ့်အမြင့်အတက်ကြသဘောလေးတွေကိုပြောပြပြီးတော့ဂိုင်းနဲ့မင်းငါရဲ့စကားကိုနားထောင်သည်ဖြစ်စေနားမထောင်သည်ဖြစ်စေငါလိုတောထွက်နိုင်သည်ဖြစ်စေတောမထွက်နိုင်သည်ဖြစ်စေမင်းတိုင်းနဲ့မင်းကရှိစေတော့ဆိုပြီးတော့ကောင်းငင်ကနေပြန်ပြီးတော့သွားတယ်တဲ့အဲ့တော့ခြေပေါ်ကနေပြီးတော့မြူမုံလေးတွေကြာလာအောင်ဖန်တီးတယ်ပေါ့အဲ့ဒီမြူမုံကဘင်းရဲ့ခေါင်းပေါ်ကိုရောက်တယ်ရောက်တဲ့အခါကျတော့ဘရင်ကစောစောကပြောခဲ့တဲ့စကားကလည်းတစ်မျိုးပေါ့နော်ဒီအခြေအနေကိုမြင်လိုက်ရတာလည်းတစ်မျိုးအဲ့ဒါကြောင့်မလို့အဲ့ဒီရှင်ဘရင်ကဘာလုပ်လဲဆိုတော့နန်းတော်ကိုတောင်မပြန်တော့ဘူးတဲ့ဟုတ်လားနန်းတော်မပြန်မဲနဲ့အဲ့ဒီဥယျာဉ်မှာတင်ပဲသားဖြစ်တဲ့လူကိုထိနှံအပ်ပြီးတော့နော်အကုန်လုံးကိုလွှဲအပ်ပြီးတော့အဲ့ဒီဘုရားလောင်းရတိရဲ့နောက်ကိုလိုက်သွားတာဟိုရောက်တဲ့အခါကျတော့ဘုရားလောင်းကသူ့ကိုကတိုင်းပရိကံတွေဘာတွေသင်ပေးလို့ဇံပင်ရှင်ရလို့နောက်ဆုံးတော့ညီကိုနှစ်ယောက်စလုံးပဲရောက်တော့ဆိုတော့ဗြဟ္မပြည်ကိုရောက်တယ်ဆိုတော့စိတ်တတန်ဖို့တဇက်ကိုအဆုံးသတ်တယ်
အဲ့တော့ဦးဇင်းတို့ပြောလို့တဲ့အတိတ်ပဲဒီဇတ်တော်ရဲ့အနှစ်သာရကဘာလဲဘဝဆိုတာဘာလဲဆိုတဲ့အဖြေပေါ့နော်အဲ့ဒီမေကွန်းရဲ့အဖြေပေါ့ဟုတ်လားနှိမ်သည်ဖြစ်စေမြင့်သည်ဖြစ်စေဒါတွေကတကယ်တမ်းကဘာတွေလဲလို့မေးရင်အထင်နေပဲလေဟုတ်လားအထင်နေပဲတကယ်ကဘာလဲဒီဘဝတန်တဲ့ထဲမှာအစင်သာဝရမြင့်နေတာမရှိသလိုအစင်သာဝရနှိမ့်နေတယ်ဆိုတာလည်းမရှိဘူးဟုတ်လားဒါကြောင့်နှိမ့်နေတဲ့အခိုက်အတန့်လေးကိုကြည့်ပြီးတော့ဒီလူကိုအထင်သေးလို့မရသလိုမြင့်နေတဲ့အခိုက်အတန့်လေးကိုကြည့်ပြီးတော့လည်းဒီလူကိုအထင်ကြီးလို့မရအောင်သူတို့ကအခုလောလောဆယ်မြင်နေတာလေးကိုကြည့်ပြီးတော့ဒါဟာဘာလို့ဆုံးဖြတ်ဖို့ဆိုတာအမှန်တရားနဲ့အများကြီးဝေးမှာနော်ဟုတ်တယ်မဟုတ်လားသူဘာဖြစ်ခဲ့တယ်မသိဘူးသူဘာဆက်ဖြစ်အောင်မသိဘူးဟုတ်လားဆိုကြပါစို့အခုရဲ့အတွင်းပဲအရန်ချင်းချင်းသာပြီးတော့နောက်3-4ရက်နေလို့ရှိရင်အရန်ကြီးဆင်းရဲတဲ့အနေအထားကိုရောက်မဲ့လူတယောက်ကိုအခုချမ်းသာနေတာလေးကိုကြည့်ပြီးတော့အထင်ကြီးသင့်ပါသလားမကြည့်သင့်ဘူးနော်အခုလုံးလုံးဆယ်ဆင်းရဲနေတာလေးခဏနေအကြီးအကျယ်အဆင်ပြေတော့မဲ့လူတယောက်အခုလုံးလုံးဆယ်အဆင်မပြေတာလေးကိုကြည့်ပြီးတော့ဒီလူဟာဘာဆိုပြီးတော့အထင်သေးလို့ကိုရမလားမရအောင်ဒါကဦးဇင်းတို့အကျဉ်းစားအထင်ကြီးမှုအထင်သေးမှုတွေကိုရှော့ချနိုင်ဖို့ဒီအတွေးလိုတယ်ပေါ့နော်ဟုတ်လားဒါလေးကိုအခြေခံပြီးတော့ဦးဇင်းတို့ဆက်ပြီးတော့နားလည်ရမှာကဘဝတန်တရားထဲမှာနှိမ့်နေမြင့်နေဆိုတာမရှိဘူးဘာပဲရှိလဲဆိုရင်ဒုက္ခပဲရှိတယ်ဆိုတဲ့အမြင်ထိဆက်ပြီးတော့ပွားကြရမှာဟုတ်တယ်မဟုတ်လားနှိမ့်နေမြင့်နေဆိုတာမရှိဘူးဘာပဲရှိတော့ဒုက္ခပဲရှိတယ်တကယ်တမ်းကနှိမ့်နေမြင့်နေဆိုတာကအကုန်လုံးကအခိုက်အတန့်လေးကြီးဖြစ်တဲ့အတွက်ကြောင့်အမှန်တရားလို့ပြောဖို့အရန်ခက်တယ်ဒါကြောင့်မဆိုအခုချမ်းသာနေတဲ့လူကိုဒါချမ်းသာဒီလူကချမ်းသာတယ်လို့ပြောလို့မရဘူးလေအောင်စဒီဘဝအသေးလို့တကယ်လို့အိဆံဖြစ်သွားမယ်ဆိုရင်ချမ်းသာတယ်လို့ပြောလို့ရအောင်မလားအရင်ဘဝလာခဲ့တဲ့နှိမ့်ကြတဲ့အနေအထားကိုကြည့်ပြီးတော့ချမ်းသာတယ်လို့ပြောမယ်ဆိုရင်ကိုပြောလို့ရအောင်မလားမရဘူးနော်အဲ့တော့အကုန်လုံးကိုခြုံငုံပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်ဘဝတန်တရားထဲမှာဖြစ်နေတာဟာဘာလဲလို့မေးရင်ဒုက္ခပဲနော်မြတ်စွာဘုရားကတော့ဘဝတန်တရားကိုနော်ဘယ်လိုဥမာပေးတော့ထောင်လို့ဥမာပေးတာပဲနော်ဟုတ်တယ်မဟုတ်လားဒါဟာထောင်ကြီးပဲဒီထောင်ကြီးထဲမှာအစဉ်ပြေလဲအခိုက်အတန့်ပဲအစဉ်မပြေလဲအခိုက်အတန့်ပဲတော့ထောင်ထဲနေရတဲ့ပုံကိုယ်တွေဟာအစဉ်ပြေသည်ဖြစ်စေအစဉ်မပြေသည်ဖြစ်သည်သူဟာဘာလဲလို့မေးရင်ထောင်သားပဲအဲ့ဒီနာမည်တော့အတူတူပဲရကြတယ်မဟုတ်လားတော့ထောင်ထဲမှာအစဉ်ပြေမပြေဒါပေမဲ့အစဉ်ပြေရင်တော့အစဉ်မပြေတာတဲ့တော့ပိုကောင်းတာပေါ့သို့တော့ခက်တာကအဲ့ဒီအစဉ်ပြေမှုကအမြဲထာဝရရနိုင်မလားမရနိုင်ဘူးအချိန်မရွေးအနှိမ့်အမြင့်အတက်အကျဆိုတာမရှိဘူးလားရှိရနော်ဒါကြောင့်မို့လို့အလွန်ရှည်လျားတဲ့ဒီတန်တရားတစ်လျှောက်လုံးမှာဘာမဆိုဖြစ်ပြီးတော့ဘာမဆိုအကုန်လုံးပဲပြီးဆုံးသွားတဲ့အတွက်ကြောင့်ဒါတွေဟာအကောင်းမဟုတ်တဲ့ဆိုတဲ့အကောင်းမဟုတ်ဘူးဆိုတဲ့အနေအထားကိုဦးဇင်းတို့နားလည်ရမှာဒါကြောင့်ဦးဇင်းတို့တန်ရုပ်ပါဠိတော်ထဲမှာအနမတကတန်ရုပ်ဆိုတာရှိတယ်အနမတကဆိုတဲ့စကားလုံးလေးပိဿတုရဲ့နားထဲမှာရှင်းပြီးသားဖြစ်မလို့ထင်ပါတယ်နော်အနမတကဆိုတာနော်အစမထင်ဒီလိုအဓိပ္ပာယ်ရတယ်နော်အလွန်ရှည်လျားစွာဖြစ်ခဲ့တဲ့တန်တရားပေါ့နော်အဲ့ဒီအကြောင်းအရာတွေကိုဟောထားတာကိုစုပြီးတော့မှတ်တမ်းတင်ထားတာလူတယောက်ရဲ့ဘဝဘယ်လောက်ရှည်လျားခဲ့ပြီလဲဆိုတာနဲ့ပတ်သက်ပြီးတော့ဒီကဘာကြီးမှာရှိတဲ့တစ်ပင်တွေအကုန်လုံးကိုဖြတ်တောက်ခုတ်ထစ်ပြီးတော့အတူလေးတွေဖြတ်ပြီးတော့နောက်တူချင်းဒါကအရင်ဘဝကငါအမေဒါကအရင်ဘဝကငါအမေရဲ့အမေဒါကအရင်ဘဝငါအမေရဲ့အမေအဲ့လိုချသွားမယ်ဆိုရင်ဒီအတူလေးတွေသာကုန်သွားမယ်အမေမဆုံးဘူးတဲ့ဟုတ်လားအဲ့လိုပဲဒီကဘာမြေကြီးတစ်ခုလုံးကိုဇီးဇီးလောက်အလုံးလေးတွေလုံးတဲ့လုံးပြီးရင်ဒါကငါအမေဒါကငါအမေရဲ့အမေဒါကငါအမေရဲ့အမေလို့ချသွားရင်ဒီအစီလေးသာကုန်သွားမယ်အမေမဆုံးဘူးတဲ့ဟုတ်လားပြီးတော့အလွန်ရှည်လျားတဲ့ဘဝတန်တရားတစ်လျှောက်လုံးမှာအလိုမကျလို့ငိုကြွေးခဲ့ရတဲ့မျက်ရည်တွေကိုတကယ်လို့စုထားလို့သာရမယ်ဆိုရင်ဘဝတန်တရားတစ်လျှောက်လုံးမပြောဘူးတဲ့ဟောဒီကကဘာတစ်ခုအတွင်းမှာကိုပဲမဟာသမုဒ္ဒရာ၄စင်းနဲ့မဟာသမုဒ္ဒရာ၄စင်းမှာရှိတဲ့ရေထက်များလိမ့်မယ်လို့မြတ်စွာဘုရားအဲ့လိုဟောတယ်ဒါပါလေဆိုတော့အလွန်ရှည်လျားတဲ့တန်တရားတစ်လျှောက်လုံးမှာဖြတ်တန်းခဲ့ရတဲ့အနေအထားပေါ့ဒါကြောင့်အခုလောလောဆယ်ပြစ်ဆက်ကအခိုက်အတန့်လေးတစ်ခုတည်းကိုကြည့်ပြီးတော့ဆုံးဖြတ်ခြင်းဟာတကယ်တမ်းကဘာလဲဘာမှမှန်ကန်မှုရှိတယ်လို့မဆိုနိုင်ဘူးဟုတ်တယ်မို့လားအခုဘာဖြစ်နေတာနဲ့ဒီလူဟာဘာလို့ပြောလို့မရအောင်ဘယ်တော့မှဘာဖြစ်ခဲ့တယ်မသိဘူးဘယ်တော့ဘာဖြစ်အောင်မယ်မသိဘူးအဲ့ဒါကိုအဓိကပြောချင်တာနော်တရားဓမ္မတို့အရှင်တို့တွေဟာဘယ်တော့မှဘာဖြစ်ခဲ့တယ်ဆိုတာမသိတယ်လို့ဘယ်တော့ကိုဘာဖြစ်အောင်မယ်ဆိုတာလည်းမသိတော့ဒါပဲအဲ့ဒါကြောင့်မလို့အခုလုံးလုံးစင်ဘာပဲဖြစ်နေတယ်နှိမ့်တယ်ပဲပြောမြင့်တယ်ပဲပြောကောင်းတယ်ပဲပြောဆိုးတယ်ပဲပြောတကယ်ကဘာလဲလို့မေးရင်အလုံးဟာဒုက္ခပေါ့နော်ဒါကြောင့်မလို့မြတ်စွာဘုရားကအဲ့ဒီအနမတကတန်ရုပ်ထဲမှာနော်သုတ်တန်လေးတစ်ပုဒ်ကိုဟောပြီးတိုင်းနော်စကားလေးကိုထပ်ခါပြောတဲ့စကားပိုက်လေးတစ်ခုရှိတယ်အဲ့ဒါဘာပြောထားတော့ဆိုတော့
ဧဝံဒီကာရတံဝဘိက္ခဝေဒုက္ခပစ္စနုဘုဒ္ဓံတိဗ္ဗံပစ္စနုဘုဒ္ဓံယတနာပစ္စနုဘုဒ္ဓံဂရတိဝဋ္ဌိတာဘာပြောတာအတိဗ္ဗေကဒီနီးနဲ့တဲ့အလွန်ရှိလျားတဲ့ကာလတစ်လျှောက်လုံးဒုက္ခဆင်းရဲဒုက္ခတွေကိုပစ္စနုဘုဒ္ဓံခံစားခဲ့ဘူးလှလေပြီတိဗ္ဗံအလွန်ချမ်းထံပြင်းထန်ခါသီးတဲ့ဒုက္ခတွေကိုလည်းပစ္စနုဘုဒ္ဓံခံစားခဲ့ဘူးလှလေပြီယတနာပျက်စီးမှုမျိုးစုံကိုလည်းပစ္စနုဘုဒ္ဓံခံစားခဲ့ဘူးလှလေပြီဂတတိဝဋ္ဌိတာသင်္ချိုင်းမြေကိုလည်းပဲများစွာတိုးပွားစေခဲ့ဘူးလှလေပြီတဲ့ဟောသုံးသပ်ပြတာနော်အလွန်ဆင်းရဲတာလေအလွန်ကြမ်းတမ်းတဲ့ဒုက္ခတွေဒါတွေကိုအများကြီးခံစားခဲ့ဘူးတယ်ပျက်စီးမှုမျိုးစုံခံစားခဲ့ဘူးတယ်ဘဝတိုင်းဟာပျက်စီးပြီးတော့ပဲပြီးခဲ့ရတာပဲလေဟုတ်တယ်မဟုတ်လားနောက်ဆုံးဘလို့သုံးသပ်ပြတော့သင်္ချိုင်းမြေကိုတိုးပွားစေခဲ့ဘူးလှလေပြီတဲ့ကိုယ့်ရဲ့ရုပ်ခန္ဓာကြီးဟာသင်္ချိုင်းမြေကိုတိုးပွားစေဖို့အကြောင်းတရားတစ်ခုပေါ့ဟုတ်လားအဲ့လိုပြောပြီးတော့မြတ်စွာဘုရားကယာဝံရှိတံဘိက္ခွေအလမေဝတပ္ပသင်္ခါရိတုနိဗ္ဗိန္တိတုအလံဝိရိစိတုအလံဝိမု षि တုယဟန်တို့တဲ့ဒါကြောင့်မို့လို့ဒီသင်္ခါရတရားတွေကိုညီးငွေခြင်းကတင့်လှပြီတဲ့ဆွဲမဲ့မှုကင်းခြင်းကတင့်လှပြီဒီသင်္ခါရတရားတွေကနေလွတ်မြောက်ခြင်းကတင့်လှပြီတဲ့နော်တိုက်တွန်းချက်ကအဲ့ဒါပဲနော်ဘဝတန်တရားထဲမှာနောက်စနေရဲ့နေခဲ့ရတဲ့အနေအထားတွေကိုစဉ်းစားဆင်ခြင်ပြီးတော့ဒီဘဝတန်တရားကနေပြီးတော့နော်လွတ်မြောက်ဖို့အတွက်နော်အာထုတ်တင့်လှပြီဒါကိုဘယ်လိုပြောတော့နိဗ္ဗိန္တိတုံညီးငွေခြင်းကဝိရိစိတုံဆွဲမဲ့မှုကင်းခြင်းကဝိမု षि တုံလွတ်မြောက်ခြင်းကအလမေဝတင့်လှသေးတာတွေဒါကြောင့်ပြည်သက်ပေါင်းသူတော်ကောင်းတို့နောက်သာသနာတော်မြတ်ကြီးနဲ့တွေ့ကြုံရတဲ့အသိဉာဏ်ရှိတဲ့လူသားတစ်ယောက်ဖြစ်ခိုက်မှာဒီအချက်ကိုဦးဇင်းတို့အရေးပါစဉ်းစားမိဖို့မလိုဘူးလားဘဝတန်တရားထဲမှာတော့ဘာဖြစ်တယ်ပဲပြောပြောဘာမှသိပြီးတော့ထူးတယ်လို့ပြောလောက်အောင်ထူးတယ်လို့မဆိုနိုင်ဘူးနော်ချမ်းသာတယ်ပဲပြောပြောဆင်းရဲတယ်ပဲပြောပြောလူဖြစ်တယ်ပဲပြောပြောနတ်ဖြစ်တယ်ပဲပြောပြောအကုန်လုံးအလွန်မြင့်မားတဲ့အမြင့်ကနေပြီးတော့ခြုံငုံပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်သိပြီးတော့ထူးခြားတယ်လို့မဆိုနိုင်ဘူးဗမာစကားပုံလိုပြောမယ်ဆိုရင်တော့ဒီပုတ်ထဲကပဲဒီပဲပေါ့နော်ဟုတ်လားတကယ်တမ်းကထူးခြားတယ်ဒီဘဝတန်တရားကလွတ်မြောက်အောင်လုပ်နိုင်တဲ့လူတွေထူးခြားတာပဲနည်းနည်းလျှော့ပြီးတော့ပြောရမယ်ဆိုလို့ရှိရင်လွတ်မြောက်ကြောင်းမျိုးစေ့ကလေးရအောင်လုပ်နိုင်တဲ့လူနော်လွတ်မြောက်ဖို့အတွက်နော်လမ်းစာကလေးရှားထားနိုင်တယ်ဆိုကြပါစို့ဒီဒုက္ခတွေကလွတ်မြောက်ဖို့အတွက်နော်ယထာကြီးနဲ့သွားမှရမယ်ဆိုကြပါစို့လေရင်ကြီးနဲ့သွားမှရမယ်လို့ဆိုကြပါစို့နော်လေရင်ကားကနော်တရားပေးရမယ်ဆိုကြပါစို့အဲ့လိုဆိုလို့ရှိရင်အဲ့ဒီတရားအတွက်ကိုဘယ်လောက်စုထားတော့လက်မှတ်အတွက်တရားမရှိအောင်တောင်မှ90ရှိပြီလား80ရှိပြီလားဘယ်လောက်စုထားပြီးပြီတော့နော်လက်မှတ်ဖို့အကုန်လုံးမပြည့်သေးလို့လက်မှတ်မရသေးဘူးဆိုအောင်တောင်မှအဲ့ဒီလက်မှတ်အတွက်ကိုဘယ်လောက်လောက်နော်အရင်အနည်းစိုက်ထုတ်ထားပြီးတော့ဒါဆိုလို့ရှိရင်လည်းထူးခြားတယ်လို့ပြောမယ်ဆိုရင်ပြောလို့မရဘူးလားမလွတ်မြောက်သေးတော့လည်းပဲလွတ်မြောက်ဖို့အတွက်ဘာဖြစ်နေတော့နီးစက်နေတယ်အဲ့လူတယောက်နဲ့တယောက်ကွာခြားတယ်ဆိုတာလွတ်မြောက်ဖို့ဘယ်လောက်နီးစက်လဲမနီးစက်ဘူးလဲဆိုတဲ့အချက်ကိုပဲကြည့်ပြီးတော့ကွာခြားတယ်လို့ပြောမယ်ဆိုရင်ပြောလို့ရမယ်ဒါလေးနဲ့နှိုင်းယှဉ်ပြီးတော့တွေးစရာအင်္ဂုတ္တမှာလာတဲ့စကားလေးတစ်ခုရှိတယ်မကြလည်းပြောပြပါတယ်အဲ့ဒီဒေသနာတော်လေးကိုအရန်သဘောကျတော့မြတ်စွာဘုရားဘာပြောတော့ဆိုတော့လောကကြီးမှာဆွေမျိုးတွေနဲ့ပြည့်စုံခြင်းဆိုတာရှိတယ်တဲ့မရှိဘူးမဟုတ်သို့တော့အဲ့ဒီဆွေမျိုးတွေရဲ့ပြည့်စုံခြင်းတိုးတက်ခြင်းကြီးပွားခြင်းဆိုတာအနည်းငယ်မျှပဲမပြောပလောက်ပါဘူးတဲ့ပညာဉာဏ်ရဲ့ပြည့်စုံခြင်းကသာလည်းပြောပလောက်တယ်တဲ့ပြည့်စုံခြင်းထဲမှာတိုးတက်ခြင်းထဲမှာအဲ့ဒါအကြီးကျယ်ဆုံးပဲအမြင့်မြတ်ဆုံးပဲအဲ့ဒါလိုပဲဦးဇင်းတို့ဆန့်ကျင်ဘက်ဆွေမျိုးတွေရဲ့ဆုပ်ယုပ်ခြင်းဆိုတာလည်းရှိတယ်တဲ့အကြောင်းမျိုးမျိုးကြောင့်ဖြစ်နေတာဖြစ်နေတဲ့လောကကြီးပဲလေဟုတ်လားအဲ့လိုဆွေမျိုးတွေရဲ့ဆုပ်ယုပ်ခြင်းနော်ပျက်စီးခြင်းဒါတွေဟာမပြောပလောက်ဘူးတဲ့ဉာဏ်ပညာရဲ့ဆုပ်ယုပ်ခြင်းပျက်စီးခြင်းကတော့အလွန်မှဆိုးဝါးတဲ့ဆုပ်ယုပ်ခြင်းပျက်စီးခြင်းပဲတဲ့ဟောဆွေမျိုးနဲ့ဉာဏ်ပညာကိုရှင်းပြတာနော်ပြီးတော့ဗာဆက်ပြောလို့ဆိုတော့ဥစ္စာပစ္စည်းဘောဂပေါ့နော်စီရင်ဥစ္စာရဲ့ပြည့်စုံခြင်းသို့မဟုတ်ဆုပ်ယုပ်ခြင်းမရှိဘူးမဟုတ်ရှိတယ်ပြည့်စုံလည်းပဲအနည်းငယ်မျှပဲမပြောပလောက်ဘူးပျက်စီးတယ်ဆိုလည်းပဲအနည်းငယ်မျှပဲမပြောပလောက်ဘူးဉာဏ်ပညာရဲ့ပြည့်စုံခြင်းဉာဏ်ပညာရဲ့တိုးတက်ခြင်းဆုပ်ယုပ်ခြင်းကတော့တကယ်ကိုပြောပလောက်တဲ့တိုးတက်ခြင်းဆုပ်ယုပ်ခြင်းတွေဖြစ်တဲ့အဲ့ဒါလိုပဲဦးဇင်းတို့ယတအချာရအကျော်စောနာမည်ကြီးမှုအကုန်လုံးဒီထဲမှာအကျုံးဝင်တယ်အဲ့ဒါဆုပ်ယုပ်လည်းပဲမပြောပလောက်ဘူးကြီးကျယ်တိုးတက်လည်းပဲမပြောပလောက်ဘူးပညာရဲ့ကြီးပွားခြင်းတိုးတက်ခြင်းဆုပ်ယုပ်ခြင်းပျက်စီးခြင်းဆိုတာတွေကတော့ပြောပလောက်တယ်တဲ့အဲ့တော့ပညာဆိုတာဘာပြောတာတော့ပညာတကယ်မြင်မှရင်ဘဝတန်တရားကလွတ်ရမှာပဲလေဟုတ်တယ်မဟုတ်လား
ဒါကြောင့်အဲ့ဒီဉာဏ်ပညာရဲ့တန်ဖိုးသာနဲ့ဘဝမှာအကြီးမားဆုံးဖြစ်တဲ့အတွက်ကြောင့်လူတစ်ယောက်နဲ့တစ်ယောက်ရဲ့ထူးခြားချက်၊ကွာခြားချက်ကိုပြောမယ်ဆိုရင်ပညာအနှိမ့်အမြင့်ကိုပဲကြည့်ပြီးတော့ပြောတဲ့တယ်ဟုတ်တယ်မဟုတ်လားပညာကြီးတဲ့လူနဲ့ပညာမရှိတဲ့လူတွေရဲ့ကွာခြားချက်ကတော့အရန်ကိုကြီးမားတယ်နော်ပစ္စည်းရှိတဲ့လူနဲ့မရှိတဲ့လူရဲ့ကွာခြားချက်ကမကြီးမားပါဘူး။ဘာလို့ဆိုတော့တစ်ချိန်ကျရင်မရှိတဲ့လူကလည်းရှိပြီးတော့ရှိတဲ့လူကလည်းမရှိတဲ့အနေအထားမျိုးကိုရောက်အောင်မှာပဲလေ။ဟုတ်တယ်မဟုတ်လား။ဒါကိုပြောချင်တာတော့ဦးဇင်းကပုံအောင်လှည့်ပတ်ပြီးတော့ပြောနေတာဟုတ်လား။ကျမကြီးကောင်းတဲ့လူနဲ့မကောင်းတဲ့လူရဲ့ကွာခြားချက်လည်းသိမကြီးပါဘူး။ဘာလို့ဆိုတော့ကောင်းတဲ့လူကလည်းတစ်ချိန်ကျရင်မကောင်းဘူးဆိုတာဖြစ်ဦးမယ်။မကောင်းတဲ့လူကလည်းတစ်ချိန်ကျရင်ကောင်းလိုက်ဦးမယ်။ဘောတန်တရားထဲမှာဒါအမျိုးမျိုးအတဲအကျအနေမြင်သွားနေမှာပဲလေ။ဟုတ်တယ်မဟုတ်လား။ဒါကြောင့်အပေါ်ယံဖြစ်နေတဲ့ကိစ္စတွေကဘာမှထူးခြားတယ်လို့တကယ်တမ်းပြောလို့မရအောင်နော်တကယ်ထူးခြားမှုရှိကျင်တယ်ဆိုရင်ဘာလို့ဖို့လို့တော့ဘောတန်တရားကထွက်မြောက်အောင်လုပ်ဖို့လိုတယ်ပေါ့မထွက်မြောက်နိုင်သေးဘူးဆိုရင်တော့ခုနကပြောသလိုထွက်မြောက်ရေးအတွက်ဘယ်အတိုင်းတာအထိကိုလှုပ်ထားသလဲပေါ့နော်ဒီလက်မှတ်အတွက်ပတ်စံဘယ်လောက်စုထားပြီလဲပေါ့နော်ဒါကြောင့်ဦးဇင်းတို့ပြည်သက်ပေါင်းတော်ကောင်းတို့တတိပဋ္ဌာန်တရားမဲ့ခင်၈ပါးကိုကျင့်သုံးခြင်းကတော့ဒါတိုက်ဘဝရဲ့အကြောင်းကိုနားလည်ပြီးတော့ဘဝရဲ့ပုံမှာဆွဲမဲ့မှုကင်းမယ်ဆိုလို့ရှိရင်လွတ်မြောက်သွားနိုင်တယ်ပေါ့နော်အဲ့ဒီအလုပ်ကိုကအမြဲတစေမလုပ်နိုင်ဘူးဆိုရင်ကျန်တဲ့ကုသိုလ်ကောင်းမှုတွေလုပ်နေတာမျိုးကမရှိဘူးလားရှိရနော်အဲ့လိုကုသိုလ်ကောင်းမှုမျိုးစုံကိုလှုပ်တိုင်းဒီအမြင်လေးရှိတဲ့တယ်ပေါ့အဲ့ဒီအမြင်ကပါလေအခုလုပ်နေတဲ့မြင့်မြတ်မှုလေးဒီထွက်မြောက်မှုလွတ်မြောက်မှုကိုပဲတွန်းအားပေးပါစေဒါကိုပဲအကျိုးကျေးဇူးပြုပါစေတခြားဘယ်အရာကိုမှမလိုချင်ဘူးမရချင်ဘူးမဖြစ်ချင်ဘူးပေါ့နော်ဒါကိုပဲမြန်မြန်ဆန်ဆန်ဝိုင်းပြီးတော့တွန်းအားပေးကြပါစေဓမ္မတာနဲ့ဦးဇင်းတို့တွေမြန်မြန်လွတ်မြောက်နိုင်တယ်ပေါ့နော်ဒါကြောင့်ကုသိုလ်ကောင်းမှုလှုပ်တိုင်းနိဗ္ဗာန်တပစ္စယောဟောတုဆိုတာကခပ်ပေါ်ပေါ်လေးဆိုလို့မရဘူးနော်ဘယ်ဆုံးတောင်းဆုံးကနေမလွဲနိုင်အောင်ကြိုးစားကြရတာပေါ့ဟုတ်လားဒါကြောင့်သတိပဋ္ဌာန်တရားဝိပဿနာတရားတွေကိုကြိုးစားတယ်ဆိုတာကတော့တကယ့်ကိုဓာတ်တိုက်သူကတော့လက်တွေ့ကြကြကြင်ကြံကြိုးကိုအထောက်ကြရတာသို့တော့အာမထုတ်နိုင်တဲ့အနေအထားမျိုးလေးတွေကအချိန်ကာလတွေမှာမရှိဘူးလားရှိရနော်အဲ့ဒီလိုအခြေအနေမျိုးမှာဒီပြင်ကုသိုလ်တရားတွေကိုလုပ်နေတဲ့အခိုက်အတန့်မှာလည်းပဲဒီအမြင်ကိုအခြေခံပြီးတော့နော်လွတ်မြောက်မှုအတွက်ဖက်မြောက်မှုအတွက်အကျိုးကျေးဇူးပြုပါစေလို့ဒီလိုစိတ်ထားမျိုးရှိကြအောင်နော်ဒါကြောင့်ဒီကနေ့ဒီဇတ်တော်ကိုအဓိကပြောရခြင်းရဲ့ရည်ရွယ်ချက်ကအဲ့ဒါပါပဲဘဝတန်တရားထဲမှာအနှိမ့်အမြင့်အတက်အကျတွေနဲ့သွားနေတာဘာမှတကယ်ထူးခြားတယ်လို့ပြောလို့မရဘူးဒီလိုကအခုဒီလိုဆိုရင်တချိန်မှာဟိုလိုဖြစ်သွားအောင်ပဲဟိုလိုကအခုဟိုလိုဆိုရင်တစ်ချိန်မှဒီလိုဖြစ်သွားအောင်ပဲဖြစ်ချင်တယ်လို့ဖြစ်ပြီးတော့နေတာဖြစ်တဲ့အတွက်ကြောင့်ဘာမှပြောလို့မရအောင်ဒါကိုဘဝကိုအနေထားဆိုတာကလည်းဘယ်တော့မှတသက်မှတ်တယ်မရှိပါဘူးအကုန်လုံးကအခိုက်အတန့်လေးတွေကြီးပဲလေအခုကိုယ့်ရဲ့အခြေအနေကိုစိတ်တိုင်းကြားသည်ဖြစ်စေစိတ်တိုင်းမကြားသည်ဖြစ်စေသိကြတာကဘာလဲပြီးသွားမှာနော်ဟုတ်တယ်မဟုတ်လားစိတ်တိုင်းကြားလို့လည်းပဲနှမျောနေလို့မရဘူးစိတ်တိုင်းမကြားလို့လည်းပဲပြီးမှပြီးပါမလားလို့စိုးရိမ်မနေနဲ့စိတ်တိုင်းမကြားလည်းပြီးသွားမှာပဲဟုတ်တယ်မဟုတ်လားဒါကြောင့်ပြည်သက်ပေါင်းတော်ကောင်းတို့ဘဝနဲ့ပတ်သက်ပြီးတော့ဒါဟာကြည်ရပြန့်ပြန့်စဉ်းစားစရာနော်အနေအထားတစ်ခုကိုမရဘူးလားရရနော်ဒီဇတ်တော်ကဒါကြောင့်ပြည်သက်ပေါင်းတော်ကောင်းတို့ဦးဇင်းတို့ပြောခြင်းတဲ့အဓိကအကြောင်းအရာလေးကမင်းကြီးစီးစိမ်နေနဲ့ယဉ်မှုလို့ကိုယ့်ရဲ့စိတ်ကိုယဉ်မှုတွေကနှိမ့်ဆက်ပြီးဆိုရင်ဒီဂါထာလေးကိုနှလုံးသွင်းမှာလူကြားထဲမှာရွတ်ပါအဲ့ဒါလေးပဲပြောခြင်းတာဟုတ်လားတစ်ချိန်တုန်းကမြင့်မိုးအိမ်လေးတောင်မရှိလို့ဟုတ်လားလွင်တီးကောင်မှာခွေးပေါက်စာလေးတွေနဲ့ရောပြီးတော့ခွေးမကြီးရဲ့နှုတ်ကိုအတူတူစုပ်ခဲ့တဲ့လူတစ်ယောက်ကိုအခုဘာလို့ခေါ်တော့မင်းလို့ခေါ်တယ်တဲ့ဟုတ်လားပြောလဲပြောတတ်တယ်နော်အေးဒါကြောင့်ပြည်သက်ပေါင်းတော့ကိုယ့်အကိုဘာဘာညာညာထင်တဲ့အခါဆိုလူတွေမှာရှိတတ်တယ်ဟုတ်လားအဲ့လိုထင်လာပြီဆိုလို့ရှိရင်ဒီဇတ်တော်လေးကိုအမှတ်မရသင့်ဘူးလားရတယ်နော်ကိုဘေးကလူတွေအဲ့လိုဘဝင်မြင့်ပြီးတော့ရင်မှုနေတဲ့အနေအထားမျိုးမှတွေ့ရင်လည်းပဲဒီဇတ်တော်လေးကိုပြောပြပါနော်ဟုတ်လားခက်တာသူ့ဘဝနောက်ကြောင်းလဲကိုကမသိတာတော့ခက်တာပေါ့နော်ဟုတ်လားအေးအဲ့တော့ဦးဇင်းတို့ပြည်သက်ပေါင်းတော်ဒီကနေ့စေတသံဗုဒ္ဓဇတ်ဟုတ်လားအဲ့တော့ဦးဇင်းတို့ဒီတစ်ခေါက်မှာတော့တရား၈ပုဒ်ပေးသူတို့နာရတယ်ပေါ့နော်စိတ်ဆိုဒီမှာက၅ပုဒ်ပေါ့နော်ဇတ်တော်က၃ပုဒ်ဟုတ်လားရိုက်ကူးကြီးတွေကလည်းရှိတယ်နော်တရားတွေကလည်းပဲခွေတွေထဲမှာရှိတယ်အဲ့တော့လူတွေကအစုံနာထဆိုတော့တရားကိုမတူစေခြင်းနဲ့စေနာလည်းပါလို့ရှာဖွေဟောရတယ်ပေါ့ဟုတ်လားအေးတချို့ကြတော့လည်းပဲဆရာတော်ကြီးတွေဟောထားတာတွေရှိပါတယ်သို့တော်လည်းပဲကိုဟောတော့လည်းပဲဟောပုံတစ်မျိုးပေါ့နော်ဒါကြောင့်မို့လို့ကိုမဟောဘူးသေးဘူးဆိုလို့ရှိရင်တော့တချို့တရားတွေကိုဟောဖို့ဦးဇင်းတို့အားစိုက်ဖြစ်တယ်ပေါ့နော်အေးဘာပဲဖြစ်ပြည်သက်ပေါင်းတော်ကောင်းတို့ကုသိုလ်ကောင်းမှုတွေကိုဘက်စုံတောင်းစုံကနေ
ကြိုးစားအထောက်ခဲ့ကြတယ်လို့ဆိုနိုင်ပါတယ်ဟုတ်လားဒါနမှုသီလမှုတမာရီမှုပညာမှုအစုံလုပ်ခဲ့ကြတယ်ပေါ့နော်အဲ့ဒီလုပ်ရက်တွေရဲ့စွမ်းအားတတ္တိတွေနိဗ္ဗာန်ချမ်းသာကိုရရှိဖို့ဘောတန်တရားကလွတ်မြောက်ဖို့အတွက်ကြီးမားတဲ့တွန်းအားတွေဖြစ်ပါစေလို့ဒါအဓိကထားကြရမယ်ပေါ့နော်အဲ့ဒီလိုစိတ်ထားနဲ့ဒီကနေ့ညပိဋကပေါင်းသူတော်ကောင်းတို့ကြိုးစားအထောက်ကြရသောဒါနသီလတမာတိပညာကုသိုလ်ကောင်းမှုအစွတ်စွတ်တို့ရဲ့အစွမ်းတတ္တိကြောင့်ဘုရားတပည့်တော်တို့သည်မဲ့ညာဘုညံမျက်နှိပ်ပံကိုလင်းမြန်ထုတ်ချောက်မျက်မှောက်ပြုပြရစေကုန်သောဟုပတ္တနာအောင်စုပြုကြကုန်ရာတည်း